Kosa dari kamu ya saya cakap ni, dua hari soal ya, kedua setengah ya bila nak tahu setengah. Yang kemudian kita lagi mau review ni, sesuatu yang aku buat dengan nama kita nama kita. Tinjau ni, lepas mana kita maya dia sekarang mana. Bahawa antara sesuatu kami pasti nama mendahulu ni mesti jadi kalau negula mana negula kita kami ham, siham, yuham. Anak dia nanti datang berorang luar utin yang di tepiak. Karenanya yang kita sadar dia nak wajah di macam mana. Jika dia wajah di media atau dia mengaruh. Nalang kau di media yang nama kau ni dulu dia balik. Ideal kita nak kau mau jadi mana jadi ni. Ya sahaja sembrono jadi ni kawan. Nado nada apa kau sih kau dah Buddha Buddha Ananda Ahawanda Mibhaya Ilu Bhawa Yadodi Phaya Shin Ye Gong Gu Yi Trayong Ji Le Song Mo Yue Chi Ko Bha Yi Shin Phaya Dhamma Guna Ananda Ahawanda Mibhaya Ilu Bhawa Yadodi Phaya Lo Mya Ye Gong Gu Yi Trayong Ji Le Song Mo Yue Chi Ko Bha Yi Shin Phaya Danga Guna Ananda Ahawanda Mibhaya Ilu Bhawa Yadodi Danga Lo Mya Ye Gong Gu Yi Trayong Ji Le Song Mo Yue Chi Ko Bha Yi Shin Phaya Mada Bidu Guna Ananda Ahawanda Mibhaya Ilu Bhawa Yadodi Mibha Mya Ye Gong Gu Yi Trayong Ji Le Song Mo Yue Chi Ko Bha Yi Shin Phaya Asriya Guna Ananda Ahawanda Mibhaya Ilu Bhawa Yadodi Siya Dhamma Mya Ye Gong Gu Yi Trayong Ji Le Song Mo Yue Chi Ko Bha Yi Shin Phaya Nhà do đây chúng tôi nghe trên các bạn này đó là đang áp dụng sinh hoạt gì nào sao giàu làm mà đi ra cũng có đặt làm nha sao giàu làm mà đi ra cũng có đặt vào bao đồ ăn để trả đồ sao đây đi để trả bố bị mẹ lúc này sao giàu bố lê và ta nhìn nhà ba gì sai ra ba bom nhà ba gì Đánh gì ta trong mấy không đi gì Thầy ông loa ông ba quên mà gì Ông mà gì Chán gì nhà gì Tôi cụ đông suốt gì bà gì Thả nà đi đà nhìn nhà bà gì Sai ra ba bom nhà bà gì Đánh gì ta cho mấy con đi gì Thầy ông loa ông ba quên mà gì Ông mà gì
မ်းကြည်မြစေတို့ရခုတောင်းစုကြည်ပါစေယုံနာထမြအနတ္တမြင်စေသံရည်သဘာပေါ်များပါစေတန်ကြီးသာကြောင့်မင်းကောင်းသည်စေကြောင့်လွန်အောင်ပန်းပွင့်ပါစေအောင်ပါစေချမ်းကြည်မြစေတို့ရခုတောင်းစုမေတ္တာဝေတပိတိယဝိဝသံတုသောကောရောဘဝိနတတုမာတိဘောတောတရာယသုတိတိကာယူဘောဘဝနာဘိတိယောလုံးသောသောဘေကယောဂအန္တရေပညာပေါင်းတို့သည်ဝိဝသံတုရှောင်းပဲမြောက်ပြကြပါစေကုန်သောကောစာဘောကတရားတိ၎င်းရောဘောစာကနာယောဂဒီကောင်ဘုရားတတုမြောက်ပြကြပါစေအန္တရာယအန္တရေပေါင်းတို့မှာမဟာဘဝလူပဲတမ်းမြောက်ကြပါစေကုန်လေသုတိတုတိတံကိုစိတ်နဲ့ဖြာကျမ်းမာချမ်းသာဝတ္တာတကိုဖြစ်၍ဒီကာယုကာအတ္တရာရန်ကိုကျော်လာနိုင်ကြကုန်ဖြစ်၍ဘဝတုဘွန်တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းလောကကြီးခြားတာမိမိတို့ကျမ်းနေတဲ့ဣရိယာပုရည်ရည်ထိုင်တဲ့ဣရိယာပုဖြင့်တရားတော်ကိုလွတ်လွတ်လပ်လပ်နိုင်မှတ်သားလို့ရပါပြီဒီကနေ့ဟောတဲ့တရားတော်ရဲ့ညီလာပါတယ်လာလန်းကောင်းပြီနဲ့ပြန်လန်းမကောင်းတဲ့ပါတယ်လူယောဂီပေါင်းတော်ကောင်းတွေဒုရိယနာတေတာပေါင်းတော်ကောင်းတွေကုလူဘဝဒုက္ခနာရနေတဲ့ခါကျတော့ဒါနမကောင်းဘူးလားနာလမကောင်းဒီလေအပြန်ကောင်းအောင်မလုပ်ရမယ်အပြန်ကောင်းအောင်လုပ်ရမယ်ဒါကြောင့်မလို့တရားစကားမဝင်ပြီဆိုလို့ရှိရင်လားဘာတွေလုပ်ရလဲတရားနာတဲ့လုပ်ပြီးတရားထိုင်တဲ့လုပ်ပြီးမကြိုးစားရဘူးလားကြိုးစားရမှာဘာဖြစ်လို့ကြိုးစားတာလဲပြန်ကောင်းအောင်လို့ဘာကောင်းအောင်လဲတို့ယောဂီပေါင်းတော်ကောင်းပြီတရားမနာခြင်းတော့ဘုရားလူတွေမလုပ်ချင်တော့ဘူးဆိုလို့ရှိရင်ဘာကွယ်ပါလဲသာသနာ့ကွယ်ပါဘာကွယ်ပါလဲသာသနာ့ကွယ်ကြောင့်ဘယ်နှပါရှိတယ်၅ပါးရှိတယ်သာသနာ့ကွယ်ကြောင့်ဘယ်နှပါအဲ့ဒီ၅ပါးကဘာလဲဆိုလို့ရှိရင်တရားမနာစာပေမသိနုတဲ့မဆောင်တရားမပြုပฏิပတ်ကွာဤငါးပြာသာသနာခွဲချောင်းကြီးတဲ့ဟုတ်လားတရားမနာတဲ့နံပါတ်1ကတရားဒီမနာကြတော့ဘူးတဲ့လောကမှာရှိတဲ့လူသားတွေအားလုံးသောပုဂ္ဂိုလ်သတ္တဝါတွေဟာလောဘတွေမောဟတွေလောဘတွေဒေါသတွေမောဟတွေများပြီးတော့မြတ်စွာဘုရားရှင်ကိုရမကြီးရဲ့အဆုံးအမတွေတဲ့ဟောကြတဲ့တရားတော်တွေကိုနာယူမှုမပြုတော့ဘူးတရားနာရမှာပြင်းကုန်ပြီဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဘာကွယ်ပြီသာသနာကွယ်ပြီတရားမနာတရားနာရမှာကြောက်လာပြီတရားမနာခြင်းတော့ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာသာသနာကွယ်လာပြီတဲ့တရားမနာစာပေမသိတဲ့နာစာပေဘာလို့ရမှာလဲတရားမယ်ဒီကုမနဲ့ပေါ်နေတဲ့ခါကျတော့ပရိစ္ဆေသမုပ္ပါဒတရားပြီးနာမနာရဘူးလားရေုံကြောင်းနေတယ်နာရတယ်သင်ရတယ်ဟုတ်လားသစ္စာဓာတ်ကြောင်းနေသစ္စာကြောင်းနေတော့ဘာဖြစ်လဲဒီပြည့်တရားတွေကသင်မပြေဘူးလားသင်ပြီလားဒါဘာလုပ်နေရလဲစာသင်နေရနော်ဘာလုပ်နေရလဲဟောရဟန်းတန်ခါတော်ကြီးတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေတရားပိဋကစာပေတွေကိုသင်ယူသူလိုပဲဒုတိယနာပိဋကပေါင်းတော်ကောင်းတွေကလည်းပဲပြီးတော့ဖြတ်လန်းကနေပြီးတော့ဓမ္မအသိဉာဏ်တွေရအောင်တဲ့ဘာတွေသင်နေရလဲဓမ္မစာပေတွေမသိယူလားသိယူလားပဋိစ္စသမုပ္ပါတရားတွေကိုသိယူနေကြတာဒီတဲ့တခြားကစာပေသင်နေတာလားစာပေသင်နေတာပါဗျာစာပေတွေသင်တဲ့အခါကျစာပေအသိဉာဏ်တွေရင်ထဲမှာရောက်တယ်စာပေအသိဉာဏ်တွေရင်ထဲကိုရောက်မှသာနေအဲ့ဒီအသိအတိုင်းကျင့်လိုက်မယ်ဆိုလို့ရှိရင်တဲ့လွယ်လွယ်ကူကူနဲ့တရားသိဉာဏ်တွေမရနိုင်ဘူးလားမရနိုင်ပါဘူးဒါကြောင့်မလို့စာပေ
ရီတင်နေရလားဘာရီတင်နေရလားညာတော်ဒီမှာလည်းစာတင်ရတယ်လို့ဒုက္ခဓမ္မတွေလည်းပဲဖြတ်လန်းကနေသိနေကြရတယ်ဒါကိုသလုံးပြုထားတယ်နော်တရားမှန်တာစာပေမတင်နှုတ်ပင်မဆောင်တဲ့နှုတ်ထဲမှာလည်းပါပြတယ်ရအောင်ဆောင်ရမယ်နှုတ်ထဲမှာပါလို့ရမယ်ရအောင်ဆောင်ရမယ်ခန္ဓာ၅ပါးကြောင့်ဒီအာယတနာ12ပါးကြောင့်ဒီဓာတ်18ပါးကြောင့်ဒီသစ္စာကြောင့်ဒီမဂ္ဂင်ကြောင့်ဒီတရားလို့လုပ်တဲ့ပုဂ္ဂိုလ်ရတကယ်မသိမဖြစ်သိရတာနော်တရားထုတ်ရှိမှကောင်းများထုတ်နေတဲ့ပုဂ္ဂိုလ်ကခန္ဓာအကြောင်းမှမသိဘူးဆိုဘာသာပြီးအားထုတ်တယ်မရဘူးနော်ယုံနာအကြောင်းတွေလည်းမသိဘူးခန္ဓာအကြောင်းတွေလည်းမသိဘူးအာယတနာ22ပါးအကြောင်းလည်းမသိဘူးဓာတ်18ပါးအကြောင်းလည်းမသိဘူးသစ္စာအကြောင်းလည်းမသိဘူးလောကီမဂ္ဂင်5ပါးလောကုတ္တရာမဂ္ဂင်10ပါးဒီအကြောင်းတွေမှမသိဘူးဆိုလို့ရှိရင်တရားတော်အားထုတ်တဲ့အခါမှာကွယ်ကွယ်ပြားပြားနားလည်ပါမလားအဲ့ဒါဒီကိုနှုတ်ထဲရအောင်ပါလို့ရမယ်ဆောင်းထားရမယ်ပါလို့ရမယ်တရားတော်တွေလည်းမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားတော်တွေကိုနှုတ်ထဲရအောင်ဆောင်းရတယ်လို့ဒုဒကာဓမ္မတွေလည်းပဲတဲ့တရားအသိဉာဏ်ရအောင်နှုတ်ထဲကိုပါပြရမယ်ဆောင်းထားရမယ်နှုတ်ထဲမှာပါလို့ရမယ်အဲ့လိုမဆောင်နိုင်တော့ဘူးဆိုရင်မဆောင်ရင်ကြတော့ဘူးဆိုရင်ဘာကွယ်ပြီးလဲအာနာကွယ်ပြီးအကွယ်ပြီးတဲ့နှုတ်ပင်မဆောင်တဲ့သိအောင်မပြုတဲ့သိအောင်လည်းမလုပ်ကြတော့ဘူးတဲ့တရားသိဉာဏ်နေခြင်းထဲမှာကြင်အောင်တရားသိဉာဏ်နေခြင်းထဲမှာရောက်အောင်ဟလားအသိဉာဏ်နေမရှိသေးဘူးဆိုလို့ရှိရင်ရှိအောင်မလုပ်ကြတော့ဘူးဆိုရင်ရောဘာကွယ်ပါလဲသာသနာကွယ်ပါလားသိအောင်မပြုပฏิပတ်ကွာဒီအသိဉာဏ်တွေကမရှိဘူးဆိုရင်တရားအားထုတ်ပါအားထုတ်နေပြီမသိဘူးဆိုရင်တရားအားထုတ်ပါလားအားထုတ်တော့ဘူးလားပฏิပတ်ဆိုတာကကျင့်ကြံကြိုးကိုအားထုတ်တာလို့ပြောတာပฏิပတ်ဆိုတာကကျင့်ကြံကြိုးကိုအားထုတ်တာကိုပြောတာအဲ့ဒီပฏิပတ်တွေကိုမလုပ်တော့ဘူးတဲ့တရားအားထုတ်ရမှာအဲ့ဒီတို့တွေမလုပ်နိုင်တော့မလုပ်ချင်တော့ဘူးဆိုရင်ဘာကွယ်ပြီးလို့သာသနာကွယ်ပြီးဒီလုပ်တွေကိုလုပ်နေသေးတယ်ဆိုလို့ရှိရင်မိမိရဲ့တဏှာမှာဘာတည်နေတယ်ဘာနာတည်နေတယ်အဲကြောင့်မလို့တရားမနာစာပေမတင်နှုတ်တယ်မဆောင်သိအောင်မပြုပฏิပတ်ကွာဤငါးရာသာသနာခွဲကြောင်းဒီဘာခွဲကြောင်းလဲသာသနာခွဲသွားပြီဆိုလို့ရှိရင်ကုသိုလ်တို့လည်းမသိတော့ဘူးအကုသိုလ်တွေလည်းပဲမသိတော့ဘူးကုသိုလ်အကုသိုလ်တွေကိုကွဲကွဲပြားပြားနားမလည်တော့ဘူးဆိုရင်လုံးချင်ရလုံးတော့မှာအကောင်လည်းမသိဘူးအစိုးလည်းသာသနာကလူကြောင်ကြောင်လည်းမသိဘူးလားဘဝခန္ဓာလေးလားကောင်းကျိုးပြည့်တဲ့အရာတွေကိုနားလည်နေတာဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်ကြီးကမိမိရဲ့ခန္ဓာကိုယ်ကြီးမှာလက်တွေမရှိဘူးလားလက်တွေမရှိဘူးလားလက်တွေရှိတယ်ပြီးတော့နားတွေရှိတယ်ဟိုဒီခန္ဓာကိုယ်ရောမရှိဘူးလားဟောလက်ရှိတဲ့အခါကျတော့လက်ကိုဘာလုပ်ခိုင်းလဲစွန့်ကြဲဒီကံဒူရာမှုလုပ်ပေးရတယ်လက်ပါရင်ဘာလုပ်ရမလဲမြတ်စွာဘုရားရှင်ကိုယ်တော်ကြီးကလက်ပါတဲ့တို့ရောက်မိမိရဲ့လက်ဟာတဲ့လားစေရီရွှေတွေလားလက်စွပ်တွေလက်ကောက်တွေမတန်းမဝိရင်မဝင်နိုင်မယ်လို့လည်းပဲစွန့်ကြဲဒီကံဒူရာမှုလုပ်နိုင်တယ်ဆိုရင်ဟောဒီအဲ့ဒီလက်ဟာဖြစ်တယ်တဲ့လက်ပါတဲ့လားလက်ကောက်တွေလားလက်စွပ်တွေတန်ဖိုးကြီးတဲ့ရာဟုတွေစွပ်ပင်စွန့်ညာတော်လည်းပဲလားစင်ပင်စင်ညာတော်လည်းပဲစွန့်ကြဲဒီကံဒူရာမှုမှမလုပ်နိုင်ဘူးဆိုရင်အဲ့ဒီလက်ဟာတက်တယ်တယ်ပြောတာမတက်တယ်ဘူးပြောတာမတက်တယ်ဘူးပြောတယ်နော်တက်တယ်တယ်ပြောတာမတက်တယ်ဘူးပြောတာမိမိရဲ့လက်မှာသံအောင်လောက်ထိအောင်လက်ကောင်းလေးဝတ်ထားတယ်လက်စွပ်တွေတန်ဖိုးကြီးတာတွေစိတ်လက်စွပ်တွေဝတ်ထားတယ်လောက်ပြေဖို့ဘိုးတဲ့စွန်ကျက်ပြေကလူလာမှုမှမလုပ်ဘူးဆိုရင်အဲ့ဒီလက်ဟာတက်တယ်လားမတက်တယ်တန်တရားလို့တော့ကောင်းပါမလားကောင်းပါဘူးမကောင်းဘူးမိမိရဲ့ခန္ဓာကိုယ်ကြီးမှာနားဆိုတာကိုမရှိဘူးလားရှိပါတယ်ဗျာနားရှိရင်ဘာလုပ်ရမလဲတခြင်းနားထောင်မှာပါဗျာဟုတ်လားဟမ်တခြင်းနားထောင်မှာတရားနားထောင်မှာလားတရားနားထောင်ပါဗျာတခြင်းနားထောင်မှာဘာပွားလဲကိလေသာပွားပါလေဗျာဘာပွားလဲကိလေသာပွားပါဗျာဟမ်ဘုကဲလည်းတခြင်းတွေကဘာဖြစ်လဲဘုရားဘာတွေမစိုးဘူးလားစိုးပါတယ်ဗျာဟုတ်လားတခြင်းသမားသိရှိတယ်ဘုံဆိုင်လေးထဲမှာလားအလွမ်းလေးကြီးထည့်ကြရလားဖန်ခွက်လေးထဲမှာဘုံဆိုင်လေးထဲမှာပါတယ်လို့အချင်းရှိတယ်လေဘုံဆိုင်လေးထဲမှာအသေးလေးချင်းအသေးလေးတွေ꿰နေတယ်ဖန်ခွက်လေးထဲမှာ
လွမ်းလေးကြီးထဲကအရှုံးသမားလေးမောတောင်းတယ်တချင်းကြီးကပေါက်ပန်းလေးတယ်လေမစိုးလားဆိုသလားတိတော်လည်းမတွေ့ဘူးလားဟလားဘုံတိုင်းလေးထဲမှာအသေးလေးတွေခွဲနေတယ်ဖန်ခွဲလေးထဲမှာအလွမ်းလေးကြီးထဲကဖန်ခွဲထဲမှာဘယ်လိုလွမ်းထက်တာဘုံတိုင်းထဲမှာအသေးရလည်းခွဲနေပြီရဲ့ဖန်ခွဲထဲကိုလည်းဗာထဲကိုပြောအရှုံးသမားလေးဖန်ခွဲထဲမှာအလွမ်းလေးထည့်ပြီးတော့လေလားအရှုံးသမားကဗာပြတာမောတောင်းတောင်းလိုက်တယ်။အော်ကုသိုလ်စင်ကယူချက်ပြောတာနော်။မယူလားယူလား။အော်မစိုးလားဆိုလား။တတန်ကိုကြပြီးအောင်မဆိုဘူးလား။မဟုတ်တာကြအကုန်မတန်တတ်တာလား။မဟုတ်တာလေးတက်တဲ့ခါကျတော့မဟုတ်တာလေးဖြစ်နေဘူးလား။ဖြစ်နေပါရဲ့ဗျာ။မဖြစ်ဘူးလားလေးပြရတယ်မဖြစ်ဘူးလားလေးဖြစ်နေရတယ်။ဦးဇင်းတို့တော်များများပါနော်။တို့ဒီလားခံရတဲ့ခါမှာတတန်ကိုရတဲ့ခါမှာသတိထားတာကြည့်ရနော်။တရဏဂုံကိုပြီးပြီးပြင်းနေတယ်မဆိုတာသေးဘူးနော်ဟုတ်လားနမောတတလည်းပြီးပြီးပြင်းနေမရသေးဘူးအခြေခံဒီမှာအရာလိုနေသေးတယ်နော်ဒါကြောင့်နမောတတဘဂဝါတော်အရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝါတော်အရဟတောသမ္မာသမ္ဗုဒ္ဓတသမ္မာသမ္ဗုဒ္ဓတလည်းဆိုနေတာလွဲနေတယ်ဒီပါဠိစာမှာမစပါပါလားသမ္မာတံဘုဒ္ဓတာဘာဖြစ်လဲတမ္မာတံဘုဒ္ဓတာလွဲပြီလားလွဲနေတဲ့ခါကျတော့အတိတ်တွေမှာမနာဘူးဆိုရင်သူရဲ့အာနိသင်ကိုရှိဦးလားရှိပါဘူးဗျာခုသီလခံတဲ့ခါမှာဆိုတဲ့ဘုယောဂီတွေအားလုံးကိုတတိထားပြောတာနော်အဟံဗန္ဒီဆိုအဟံဗန္ဒီတဲ့ဘာလဲလို့ဝသဘောပါရလားဘာကုဏတ္တဗန္လူလွတ်တာဝီဗန္ဒီလူကျတော့ပြန်ရအောင်လားအဟံဗန္ဒီကိုဆိုတော့ဗာဒီဆိုဘယ်လိုဆိုရအဟံဗန္ဒီဆိုတော့ဗန္ဒီရှိလားဆိုတော့ဗာဆိုတယ်ဗန္ဒီကိုဆိုတယ်လွဲနေတာနော်ဒါပြင်အောင်ပြောပြတာနော်အဟံဗန္ဒီကိုဘယ်လိုဆိုနေလဲအဟံဗန္ဒီဒီအခြေခံနေမှလားငယ်တုန်းကရေကြီးနေပါလေဆရာတော်ဘုရားနေတန်ခါတိတိကျကျတင်မထားတဲ့ခါကျတော့ရှေးကမြို့ပါလားရှေးကအခုဘိုးတွေပါတဲ့မိတွေရဲ့အတန်ကိုတန်အောင်လိုက်ပြီးတော့ဆိုတဲ့ခါကျတော့မှားမှန်းလည်းမတည်နော်လွဲမှန်းလည်းမတည်နော်အဲကြောင့်မို့အဟံဗန္ဒီအဲ့လိုဆိုပါမှာနော်ပြီးတော့နောက်တစ်ခုရှိတယ်ဒုတိယတိကိုဒုတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယမိဓမ္မံတရဏံကိစ္ဆာမိဒုတိယမိသံဃံတရဏံကိစ္ဆာမိဒုတိယမိကိုမရှိဘူးဒုတိယံတိယမတ္တယံအာသာယလိုကြီးတဲ့ဒီတရဏဂုံကြီးရွတ်တယ်တရဏဂုံရဲ့ကိုကမှားအောင်မရွတ်နိုင်ဘူးဆိုရင်အာနိသင်ရှိပါလားရှိပါဘူးမှားအောင်ရွတ်ရင်ပို့ပြီးတော့အကျိုးမများဘူးလားရွတ်နေတယ်အလွဲနေရွတ်နေတဲ့အခါကျတော့အကျိုးပေးကလာပါလားအားကြောင့်မလို့သတိထားရမှာပေါ့နော်ဒီရှင်တော့ကလွဲနေတယ်ဆိုရင်လည်းပြင်လိုက်အခြေခံတွေကိုနားလဲစီလို့ပြောတာနော်ဒုတိယံပိဗုဒ္ဓံတရဏကိစ္ဆာမိဒုတိယံပိဓမ္မံတရဏကိစ္ဆာမိဒုတိယံပိဓမ္မံတရဏကိစ္ဆာလို့ဆိုတာတတိယံပိဗုဒ္ဓံတရဏကိစ္ဆာမိတတိယံပိဓမ္မံတရဏကိစ္ဆာမိတတိယံပိဓမ္မံတရဏကိစ္ဆာမိဒီတိလာယူတဲ့အခါမှာအချက်ပဲတစ်ချက်လွဲနေတယ်သုံးချက်တော့လားအဟံဗန္ဒီအဟံဗန္ဒီမှာအဟံဗန္ဒီလို့ဆိုနေတယ်တမ္မာတဗုဒ္ဓတာမှာတမ္မာတဗုဒ္ဓတာလို့ဆိုနေတယ်လားဗုဒ္ဓဒုတိယမိကိုဒုတိယမိကိုဆိုတယ်ဒါဥစဉ်ပြင်ပေးတာနော်ဒါတတိထားပြီးတော့အမှန်ကိုပြင်ရမှာအဲ့လိုပြင်မှသာလေအကျိုးကနေတယ်မများဘူးလားများတယ်ဟုတ်ပါဗျာဒါကြောင့်မလို့လားတန်ရောင်လိုက်ပြီးတော့အမားတွေကိုလိုက်ပြီးတော့မဆိုးပြီးစေတယ်ပေါ့နော်အဲ့ဒါပြောမယ်နဲ့ဒါမှပြောဖြစ်တယ်လားအချိန်များတဲ့ခါကျတော့ပြောလို့မရဘူးပေါ့နော်ဒါကြောင့်မလို့ဒီလွဲနေတာလေးပြင်မယ်ဆိုရင်ကောင်းပါလားကောင်းပါလားကောင်းပါပါဒါကြောင့်မလို့လားခန္ဓာကိုယ်မိမိရဲ့ခန္ဓာကိုယ်မှာလက်လည်းရှိဘူးလားရှိပါဘူးလက်ရှိရင်ဘာလုပ်ရမလဲဆွေကျေပေကလူသားမှုတွေလုပ်ရမယ်နားရှိတဲ့ခါကျတော့ဘာလုပ်ရမလဲတရားနာရမယ်နားကောင်းတဲ့ချိန်မှာတရားနာပြီပါတဲ့ခုမှနားကမကောင်းတော့ဘူးနားလေးပြီးနေပြီဆိုရင်တရားနာခြင်းတယ်ဆိုနားလို့ရရဲ့တရားတွေကိုနေ့စဉ်ကိုတရားလေးနာမယ်ဆိုတရားသိဉာဏ်မတိုးဘူးလားတရားသိဉာဏ်နဲ့ကျင့်ဉာဏ်တွေကိုအားထုတ်လိုက်မယ်ဆိုလို့ရှိရင်ဟလားအပင်ကြီးကိုရောက်ကြတွေ့ရလားတရားအာယုန်နဲ့နေသမယ်တရားအာယုန်တွေဆင်ရင်သမယ်ဆိုလို့ရှိရင်အပင်လေးကိုရောက်ကြတွေ့ရလားအဲကြောင့်မို့တရား
နာပြရမယ်တရားနာမှသာလင်တရားသိဉာဏ်တွေရမယ်တရားသိဉာဏ်တွေရမှသာလင်တရားတွေသိဉာဏ်တွေကိုအားထုတ်ပြီးတော့တန်တရားကဒီတော့ပဲဒါကြောင့်မလို့တရားဘာလို့ပြရမလဲနာပြရမယ်ဝိကျင်တိုင်းဒီမနာအောင်လေဖြစ်တယ်လို့မနာရဘူးတကယ်စိတ်ထဲမှာလေးလေးနက်နက်နာပြီးတဲ့အခါကျတော့တွေးပြီးတော့နာရတယ်တွေးပြီးတော့နာရတယ်ဆရာတော်ဘုရားကြီးကတရားနာတဲ့အခါမှာဘယ်လိုပြောလဲနာကြီးကြီးနဲ့ထားဘာလဲတော့နာကြီးကြီးနဲ့ထားပါဗျာနာကြီးကြီးနဲ့ထားတာဘာလို့လဲဉာဏ်နာဟုတ်ပြောတာဘာနာဟုတ်ပြောတာဉာဏ်နာဟုတ်ပြောတာနော်ဉာဏ်နဲ့စိုက်ပြီးတော့နာလို့ရှိရင်ခန္ဓာရဲ့အဖြစ်အပျက်တွေကိုဒါဆင်းပြီးတော့နာရမယ်အဲ့ဒါပြောတာနော်ဆရာတော်ဘုရားကြီးဟောတဲ့တရားတွေကတကယ်လေးလေးနက်နက်အာယုံစိုက်ပြီးတော့နာမယ်ဆိုရင်မင်းတို့ရဲ့ခန္ဓာမှာကွာတဲ့ဘေးနေရာမှာဘာရှိလဲကွာဘေးနေရာမှာဘာရှိလဲဒါကဖြစ်နေရကွာဒါကပြက်နေတာကွာခန္ဓာကိုယ်ကြီးကိုဆရာတော်ဘုရားကြီးကလက်ကျိုးထိုးပြီးတော့အပြစ်တွေကိုပြောနေတယ်လို့လေတဲ့အဲ့ဒါကိုလိုက်ဒါမှလည်းလိုက်ပြီးတော့ဒုယောဂီပေါင်းတော်ကောင်းတွေကဆုံးဖြတ်ချက်တွေချပေးနေတယ်ဘယ်လိုချပေးရလဲဆုံးဖြတ်ချက်တွေချပေးရမယ်အော်ဟုတ်တယ်လို့ဆုံးဖြတ်ချက်ချတာလည်းလည်းအသိဉာဏ်ရောက်မသွားဘူးလားရောက်ပါပါဆရာတော်ဘုရားကြီးကအဖြစ်ကိုလည်းဟောတယ်အပြက်ကိုလည်းဟောတယ်ခန္ဓာကိုယ်ညီးဝေးကြောင်းလည်းမဟုတ်ဘူးလားဟုတ်ပါဘူးခန္ဓာကိုယ်အဖြစ်အပျက်တွေဟောလို့ရောဟုတ်တယ်ဟေးလို့နောက်ကနေလိုက်ပြီးတော့ဉာဏ်နဲ့ဆုံးဖြတ်ချက်ချတာနဲ့တည်းတစ်ချက်ဆုံးဖြတ်ချက်ချတိုင်းတစ်ချက်ဝိပဿနာဉာဏ်မဖြစ်ဘူးလားဖြစ်တယ်ဒါကြောင့်အဲ့လိုတရားကိုလည်းပဲရိုးရိုးသေးသေးလေးလေးစားစားဖြင့်ဒါမှသာရမယ်အဲ့လိုနာမတာနဲ့ကိုယ်တဏ္ဍာမှာတရားအသိဉာဏ်ကြီးမတူလားတူမလားတူပါပါဗျာငါတို့ကခန္ဓာကိုယ်ရှိတယ်ဆိုလို့ရှိရင်တဲ့တရားအလုပ်လုပ်ရမယ်ခန္ဓာကိုယ်ရှိရင်မလုပ်ရဘူးတရားလုပ်ရမယ်ဟောတရားရှိပါဘာညာအလုပ်တယ်ဆိုတာကအရွယ်ကောင်းဆုံးကိုလုပ်ရတယ်အရွယ်ကြီးလာပြီကိုရိုးကိုမသိနိုင်တော့ဘူးဆိုရင်လုပ်နိုင်မှာမလားခုအချိန်ဆိုတာကအာရုံနေတဲ့ကောင်းတဲ့အချိန်ခန္ဓာကိုယ်ကလည်းတောင်းတင်းနေတဲ့အချိန်နော်ဒီ60ခုလည်းသေးကိုဘလောက်ပဲလုပ်ချင်လုပ်လို့ရပါမလားဒါကြောင့်မို့ရရှိနေတဲ့အခွင့်အရေးတွေကိုမဆုံးရှုံးစေနဲ့ရရှိနေတဲ့အခွင့်အရေးကိုဗာဖြစ်တယ်မဆုံးရှုံးစေနဲ့ဘယ်သူကပြောတာလဲဘယ်သူကပြောတာလဲမဲတို့ဦးသိနေနော်ဟုတ်လားဦးသိကဩဝါဒပေးတယ်လားဘေးကြီးဒီဘာလို့ရမလဲဆိုလို့ရှိရင်လားတရားပွဲကိုသိချင်ဘူးနော်ကျမ်းမာရေးမကောင်းရင်ပါတဲ့မတက်နဲ့ပေါ့နော်ကျမ်းမာရေးကောင်းရင်ကျိုးစားရတယ်ကိုယ့်ရဲ့ဒကာဓမ္မတွေရဲ့အကျိုးရှိအောင်ကိုယ်လည်းပဲအကျိုးရှိအောင်ဘာလို့ရမလဲသူများတောင်လုပ်နိုင်နေတာငါဘာလို့အဲ့လိုမျိုးကစိတ်ကိုပြင်းပြီးတော့လုပ်ရတယ်ဦးဇင်းတို့လည်းဘုရားပွဲချင်းမှာဆိုရင်ငါကပေါ့နော်ဘုရားပွဲချင်းမှာဆိုလို့ရှိရင်ဂျားမှာ15မိနစ်15မိနစ်ပဲဓာတ်ရရှိတယ်ခုလို့ဒီမှာဆိုလို့ရှိရင်ဘာဖြစ်လဲမဲလျှော်သေးပေါ်သေးနဲ့ဟောပေးနေရနော်လျှော်သေးပေါ်သေးနဲ့လုပ်ပေးတာတဏှာကြီးနဲ့ချိန်တစ်ချိန်နဲ့လျှော်ပေးထားတယ်ဒီတဏှာကြီးနာတဏှာကြီးထိုင်ဆိုတော့တဏှာကြီးနာတဏှာကြီးနာတဏှာကြီးထိုင်ဆိုတော့မတက်တာတော့တက်တာလားဒီတက်တော့လျှော်လို့မရတော့နော်ဒီတက်တော့လျှော်လို့မရတော့ဇီးအောင်လို့ဖြစ်နေပြီလားဟာလျှော်ပါအောင်ကဒီတက်တော့လျှော်ရပါမလားအချို့ကဈေးတယ်တွေပြောလိုက်ပြီအဲ့ဒါဈေးရောက်ပဲလျှော်ပါအောင်နင်းငါအရင်နိုင်ပြလိုက်တာမယ်တို့သိတာတချို့ကဈေးရောက်တဲ့ပုဂ္ဂိုလ်ကိုရင်းနိုင်ပြီးမှဘာလို့ဈေးရောက်နေတာလဲမယ်တချို့ကစိတ်ရတာမပြောတာတော့ဝယ်တဲ့ယူလာပဲတော့ညီးမလို့ငါတဲ့အရင်နိုင်ပြီးလိုက်တာလေယူသွားတယ်ဈေးရောက်တာအရင်နိုင်ပြီးမှဘာလို့ရောက်နေတာလို့ဟမ်ဟုတ်ပါမလားသူလည်းပဲလျှော့ထားတာဒီတက်တော့လျှော့လို့မဟုတ်တာအရင်နိုင်ပြီးထားတာနော်ဘယ်လိုပြီးထားတာလဲဒီတက်တော့လျှော့လို့မရဘူးဘာဖြစ်လို့ရှိရင်ဒုက္ခမတွေကိုသိသိနေတယ်နော်ဒါညာနာတွေဆိုတဲ့ဝိတဲ့အချိန်မှာအကျိုးများစေတယ်ဟုတ်လားတရားအထုတ်ရင်းနဲ့ဒီတရားအထုတ်နဲ့ဒီသိသိသားမှာဟမ်အကျိုးမများဘူးလားတရားကိုကတကယ်တရားထားပြီးတော့ငါသူများတောင်ထိုင်တယ်နေရငါလည်းရအောင်ထိုင်ပြီဆိုရဲဝိရိယထားပြီးတော့လုပ်ရတယ်ဘယ်လိုပြောနေရလဲဘယ်လိုပြောနေရလဲကိုယ်တည်းကတိအဲ့လိုဖြစ်နေတယ်အစလုံးလာတာရွာတွေရမှာတော့ရပါတော့ဒီတိုင်းနဲ့ဒီကမာကြီးရှိတာပေါ့နော်ဒီတိုင်းနဲ့ဒီကမာကြီးရှိတဲ့ကကျတော့မိုးကြပြီဆိုလို့ရှိရင်ဟလာမြို့တက်ပြီးတော့မိုးကြလာနေပြီဆိုလို့ရှိရင်တော့ရတော်လေးကစကားကျတော့ဟလာထွန်တန်လေးချဲလေးတဘူကျိုးလေးပေါ့နော်ရှင်းတော့တက်ဝယ်လောက်ဝယ်တာဝယ်မှာဆိုတဲ့ကကျတော့ဒကာကြီးကိုဒီကမာကြီးကလာမှားတာပေါ့ဘာမှာလဲဆိုတဲ့ကလည်းအိမ်မှာတနခါလုံးကုန်နေလို့ဘာကုန်နေလို့လဲတနခါလုံးကုန်နေတဲ့ခါကျတော့သူ့မျိုးသားဘောအိမ်မှာလည်းတနခါလုံး
ကုန်နေတယ်တဲ့ရှင်လည်းမြို့သားမှာဆိုတော့ထေထွန်းလေးထွန်းတန်းလေးဝယ်ရင်းနဲ့ပေါ့နော်ဒါမြို့သားမှာဆိုတဲ့ခါကျတော့အိမ်မှာတနခါတော့ကုန်နေတယ်တဲ့ရှင်တနခါတော့ဝယ်ခဲ့ပါဦးတဲ့ဘာဝယ်ခိုင်းတယ်တနခါတော့ဝယ်ခဲ့ပါအောင်ဆိုတဲ့ခါကျတော့ခါကြီးကဟာမြို့တဲ့ပါမြို့ကိုရောက်တဲ့ခါကျတော့ဒါဒီတောင်သူကိစ္စပဲထေတို့ထွန်းတန်းတို့တဘိုးကျိုးတို့ဒါတွေဝယ်ပြီးတဲ့ခါကျတော့ပြန်လာဒီမိုင်းမှာလည်းတနခါတော့ပါရလားမပါဘူးမပါတဲ့ခါကျတော့မိုင်းပါဖြစ်တယ်စိတ်ထဲမှာတိတ်မကောင်းတော့ကဲဒီခါတော့ထားလိုက်ပါလူများလို့နေတာနောက်တကအခွင့်အခါကြုံတဲ့ခါကျတော့မြို့တဲ့ခါကျတော့ထပ်ပြီးတော့မိုင်းရမှာရှင်တော်တဲ့တနခါတော့မှာလာတယ်ရှင်တစ်ဘက်ကလည်းဒီတစ်ခါမှာလာလဲမပေါ့ဒီကဝယ်ပြအောင်ဝယ်ခဲ့တော့လို့ထပ်ပါဒါရကူဝယ်ညာလေးဝယ်လာပြီးတဲ့ခါကျတော့ဒီကမိုင်းမှာလည်းတနခါတော့ပါဖြစ်တယ်ထပ်နေပြန်ကဲနောက်တကမြို့တဲ့ဘုရားထပ်မကြုံလားကြုံတဲ့ခါကျတော့ရှင်ဝယ်ပြအောင်ဝယ်ခဲ့တော့တဲ့ဒီမိုင်းဒီနေ့တော့တင်းနေပြီနော်လားဝယ်ပြအောင်ဝယ်ခဲ့တော့တခါတော့မရှိလို့မှာရှင်ရတယ်တခါမှလည်းပမာတခါဒီကတော့ဝယ်ပြအောင်ဝယ်ခဲ့ဆိုတော့ဒီမဟာတဲ့ဒါဝယ်ခဲ့ပါမယ်ဆိုတာဒီလိုပဲပေါင်းသေးနေတဲ့ဟာဝယ်ချမ်းပြီးတဲ့ခါကျတခါတော့ပါမယ်ဘယ်တစ်ချိန်နေဟုတ်ပါဘူးသုံးချိန်ပြီးတဲ့ခါကျမိုင်းကြီးကစိတ်ဆိုးဆိုးနဲ့သူကိုယ်တိုင်ညှို့တယ်ပြီးတော့တခါတော့လေအစည်းလိုက်ဝယ်တာဝယ်မလားဝယ်လားသူကိုယ်တိုင်တက်ဝယ်ဝယ်ပြီးတဲ့ခါကျတော့အိမ်ပြန်ရောက်ဒီဘုရားပြန်လာတဲ့ခါကျတော့လားခဏပြုနာပေါ့နားပြီးတော့ရေမှုမရှိဘူးလားဒီခါယူလည်းစကားမပြောတော့ပြောသေးလားမပြောရေမှုချိုးလားတခါလေးကြောက်ပြီးတော့တွေးပြီးတော့လိတ်တွေးလျောင်လိုက်တာလိမ့်ရတဲ့ခါကျတော့တခါကြီးကနားမကဘူးလားတခါကြီးနားမကဘူးလားဘာလို့ကတာဟမ်တခါလေးဖွေးနေတဲ့ခါကျတော့တခါကြီးကဒကမိုင်းနာကန်ကဲတဲ့ခါကျတော့ဒကမိုင်းကအနာကမထားဘူးမျက်နှာကန်သေးသေးနဲ့ရေဘက်ကိုလည်းနဲ့တွန်းထားတယ်ရှင်လည်းနားကန်တယ်ရှင်နားမကန်တယ်တခါလုံးမှာလားတဲ့တခါမှာလည်းမပါဘူးနှစ်ခါမှာလည်းမပါဘူးသုံးခါမှာလည်းကိုယ်တွေမှမသိသူ့တဲ့မှမသိဒါလည်းတော့ဒီမိုင်းတခါလေးနာသူ့ပဲတော့ဟမ်ဒီမိုင်းတခါလေးနာသူ့ပဲတော့ရှင်နာမကန်နေတယ်ကိုယ်တွေမှမသိသူ့တဲ့မှမသိရလားဟမ်တခါလေးနာသူ့ပဲတော့ဟမ်မဲတခါလေးနာကန်တယ်နော်ဒီမိုင်းအတက်ခံနေလားမဲရေဘတ်တွန်းထားပြီးတော့ကိုယ်တွေမှမသိသူ့တဲ့မှမသိအဲ့ဒါကဒီမိုင်းရအေးပါဟာတဲ့ငါတမန်သိတာပါလေနောက်ခါစီမပြီးတော့ပါဘူးမပြီးတော့ပါဘူးပြန်ကတ်လို့ရအောင်မလုပ်နိုင်လို့သလားဒီလည်းပဲတို့ယောဂီတွေတို့သေးနေတာတရားအထုတ်ပါဆိုတဲ့ခါကျတော့အထုတ်ခြင်းလားလူတက်ခိုင်းတာလို့အမေကိုယ်တမန်မသိအဲ့လိုဖြစ်နေပြီနော်တရားအထုတ်တာဘူးလေတို့သေးတို့တရေအားလုံးဓမ္မတွေတန်ត្រာကနေလွတ်မြောက်ခြင်းတဲ့အတွက်ကြောင့်ရိုးကြောင်းနိုင်ငံကြောင်းတွေသိသိခြင်းတဲ့အတွက်ကြောင့်လားတရားအထုတ်ခိုင်းတာလေလူတက်တော့သိပြီလားသိရင်နောက်ကြရင်အချိန်ကိုလေးလေးသားသားနဲ့မလုပ်ရဘူးအားထုတ်ရမှာပေါ့နော်မလုပ်ရမလဲခန္ဓာကိုယ်ရှိလာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးကိုဟလားဝိပဿနာအားထုတ်ပြီးတော့ဟလားအကျိုးရှိဖြစ်လုံးချရဘူးလားလုံးချရပါအဲ့လိုအသုံးချမှသာလေဘဝကတန်ဖိုးမရှိဘူးလားတန်ဖိုးရှိမလားတန်ဖိုးရှိမှာဒါကြောင့်မလို့လက်ရှိလို့ရှိရင်မိမိရဲ့လက်ကိုဒီတိုင်းမထားဘဲနဲ့စွန့်ကြဲပေးကမ်းလူသားမှုပြင်တုပ်ပြီးတော့လားလောကတန်တရားအတွက်ကောင်းကျိုးချမ်းသာဖြစ်အောင်ကြိုးစားရမလားကြိုးစားရမလားနာရှိလို့ရှိရင်တရားနာပြရမယ်ခန္ဓာကိုယ်ရှိလို့ရှိရင်ဝိပဿနာတို့တွေလုပ်နေမယ်ဆိုလို့ရှိရင်ဘဝတွေကထပ်ထပ်ပြီးတော့မကောင်းနိုင်ဘူးလားကောင်းနိုင်လားကောင်းနိုင်ပါရဲ့ဗျာအဲဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဒုက္ခကမ္မပေါင်းကိုယ်တော်ကောင်းကြီးကိုဒါနပြုဖို့ရမဟုတ်လားဟောသလားဟုတ်ပါရဲ့ဗျာဘာကြောင့်ဒါနပြုဖို့ရဟောတယ်ဆိုလို့ရှိရင်ဒုက္ခဓမ္မတွေကိုဖြစ်လျာဘဝတန္တရာမှာဆင်းရဲမှာဆိုလို့ဘာဖြစ်မှာဆိုလို့လဲဆင်းရဲမှာဆိုတဲ့အတွက်ကြောင့်ဒါနပြုနိုင်တယ်ဆင်းရဲမှာဆိုလို့ဒါနပြုနိုင်တာလူလောကထဲမှာလူတွေပုံစံမျိုးစုံရှိတယ်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေရှိတယ်အလတ်တန်းပုဂ္ဂိုလ်တွေရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘာကြောင့်ပွားနေကြတယ်ဘာကြောင့်မတူကြတယ်ဆိုလို့ရှိရင်ကံနေမတူလို့ဘာမတူလို့လဲကံနေမတူလို့ပါဗျာကောင်းတဲ့ကံနေလုပ်တဲ့ပုဂ္ဂိုလ်တွေကကောင်းတဲ့အကျိုးတွေမရဘူးလားမကောင်းတဲ့ကံတွေလုပ်တဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့အကျိုးတွေမရဘူးလားကုသိုလ်ကောင်းမှုတွေနဲ့နေမယ်ကုသိုလ်အာယုန်နဲ့နေသားမယ်ဆိုလို့ရှိရင်ဖြစ်လျာဘဝတန္တရာမှာချမ်းချမ်းသာသာပြည့်ပြည့်စုံစုံမနေရဘူးလားမရပါဘူး
ဒါနာနေပြီပဲဒါနာမရှိဘူးဆိုလို့ရှိရင်ချမ်းသာနိုင်ပါမလားလူတွေပုံစံမျိုးစုံခွဲနေရတယ်ကိုလုပ်ခဲ့တဲ့ကံနေတိုင်းပြန်ပြီးတော့မရကြဘူးလားရကြလားရကြလားဒါကြောင့်ဘဝတွေကောင်းအောင်မကြိုးစားရဘူးလားကြိုးစားရမှာလားမကြိုးတော့ပုဂ္ဂိုလ်တွေကလာတော့ကတော့မကောင်းလားကောင်းမလားတချို့ကလာတော့ကတော့ကောင်းတယ်အပြန်ကြမကောင်းတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါရဲ့ဗျာတချို့ကလာတော့ကတော့မကောင်းဘူးတဲ့အပြန်ကောင်းသွားတဲ့ပုဂ္ဂိုလ်တွေကမရှိဘူးလားရှိပါရဲ့ဗျာတချို့ကအလာလည်းကောင်းတယ်အပြန်လည်းကောင်းတဲ့ပုဂ္ဂိုလ်တွေကမရှိဘူးလားရှိပါရဲ့ဗျာတချို့ကအလာလည်းမကောင်းဘူးတဲ့အပြန်လည်းမကောင်းဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါရဲ့ဗျာဒါဆိုရင်တို့ယောဂီပါဘုရားကောင်းတွေကဘာကောင်းအောင်လုပ်ရမလဲညတုကငါလည်းမကောင်းခဲ့ဘူးဆိုရင်မှပြန်နှမ်းပါဖြစ်တယ်။ကောင်းအောင်လုပ်ရမယ်တဲ့။ဘာလုပ်ရမလဲ။ဟောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတဲ့တော်ချိန်ကကာလတို့ကလည်းပဲအပြန်ကောင်းအောင်လုပ်တဲ့ပုဂ္ဂိုလ်ရှိတယ်လို့အပြန်မကောင်းတဲ့ပုဂ္ဂိုလ်တွေကမရှိလားရှိသလား။ရှိပါရဲ့ဗျာ။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတဲ့လားဘာရဏတိတိမိဂရာဝဣတိပဒနာမိဂရာဣတိပဒနာမိဂရာဝတို့ဘာတရင်သုံးတော်မူသည်ချိန်ကကာလတို့ကတဲ့နန္တိယဥပါဒကဆိုတာမရှိဘူးလားရှိပါရဲ့ဗျာနန္တိယဥပါဒကဆိုတာမရှိဘူးလားအဲ့ဒီနန္တိယဥပါဒကကဤစည်းဥစ္စာကလည်းအမတ္တမှာရည်စုံတယ်ဤစည်းဥစ္စာလည်းချမ်းသာတယ်ဒါတရားကလည်းပဲကောင်းတယ်ဤစည်းဥစ္စာကချမ်းသာဘူးလားချမ်းသာပါဗျာဒါတရားကမကောင်းဘူးလားကောင်းပါဗျာဟောတချို့ကတော့ဤစည်းဥစ္စာကချမ်းသာတယ်တချို့ကတရားတရားမနေဘူးလားတချို့ကတရားတရားကောင်းတယ်ပြည့်စုံဥစ္စာမရှိတဲ့ပုဂ္ဂိုလ်တွေကမရှိဘူးလားရှိပါရဲ့ဗျာဒီနန္တိယဥပါဒကကတော့ပြည့်စုံဥစ္စာကလည်းပြည့်စုံတယ်ချမ်းသာတယ်ဘာကြောင့်ပြည့်စုံလဲဆိုရင်အတိတ်ကဘာကောင်းခဲ့လို့လဲဘာကကောင်းလဲလို့အတိတ်ကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တဲ့အခါကျတော့ဒီမှာချမ်းချမ်းသာသာပြည့်စုံလို့လည်းမနေရဘူးလားရှိပါရဲ့ဗျာအတိတ်ကကောင်းတဲ့အခါကျတော့ကိုကောင်းမနေဘူးလားကောင်းနေတယ်ခုတရားတရားကလည်းပဲခုထပ်ပြီးတော့မကောင်းဘူးလားနေ့စဉ်နေ့စဉ်ဘုရားမှုတဲ့တန်ခါတော်ရှင်သူမြတ်တွေနေ့စဉ်နေ့စဉ်တဲ့အိမ်မှာဆွမ်းခံကြွတယ်နေ့စဉ်နေ့စဉ်တန်ခါတော်ရှင်သူမြတ်တွေဘာလုပ်တယ်ဆွမ်းခံကြွတယ်ဟောပြီးတော့တဲ့အခါကျတော့အဲ့ဒီအာဂါတုတွေကိုလည်းပဲအမြဲတမ်းလှူဒါန်းပေးကမ်းမှုတွေလုပ်တယ်တောင်းစားနေရတဲ့တရားမားတွေကိုလည်းပဲနေ့စဉ်နေ့စဉ်လှူဒါန်းပေးကမ်းမှုတွေလုပ်တယ်ဘာအားတွေကောင်းနေရလဲဒါနာအားတွေကောင်းနေတာတဲ့နေ့စဉ်နေ့စဉ်သူ့ရဲ့အိမ်မှာဟလားနေ့စဉ်နေ့စဉ်အတူဒါနာတွေနေ့စဉ်နေ့စဉ်ရှိမနေဘူးလားရှိနေလားရှိပါရဲ့။ဒါကတော့ရှင်သူမြတ်တွေကြွားတယ်အဲ့ဒီအာဂါတုတွေလည်းလာတယ်တောင်းစားနေတဲ့ပုဂ္ဂိုလ်တွေလည်းလာပြီးတော့တောင်းရမ်းမှုတွေမလုပ်ကြဘူးလားလုပ်ကြလားလုပ်ကြတယ်အဲ့ဒီနန္ဒီယမှာသူ့မှာအဖေအမေရှိတဲ့ခါကျတော့အရွယ်ကားလည်းရောက်လာပြီဆိုတဲ့ကားကျတော့မိဘတွေကနေပြီးတော့နန္ဒီယကိုတဲ့အိမ်တောင်ချပြီးမှာချပြီးမှာတော့အိမ်တောင်ချပြီးသူ့ရဲ့ဦးကြီးတော်ရဲ့တမိနာမဲကရေဝတီတဲ့ဦးကြီးတော်ရဲ့တမိနာမဲကဘာလဲလဲရေဝတီပါဗျာရေဝတီတဲ့လက်ထပ်ပြင်မယ်ဆိုတဲ့အခါကျတော့နန္ဒီယဥပဒကကရေဝတီကိုသဘောကျရဲ့လားသဘောမကျဘူးသဘောကျရဲ့လားဘာကြောင့်သဘောမကျလာလဲဆိုတဲ့အခါကျတော့သူကဓာတရားနေတယ်ဘာလဲဓာတရားနေပါဓာတရားကလည်းမရှိဘူးစွန့်ကြဲပေးကံလူသားမှုတွေလည်းမလုပ်ဘူးတဲ့ဟုတ်လားအဲ့ဆိုတဲ့အခါကျတော့နန္ဒီယဥပါဒကကဆွန်ကျေပေးကလူသားမှုတွေလုပ်တာကိုဝါသနာပါတယ်ရေဝတိဆိုတဲ့မျိုးသမီးကဆွန်ကျေပေးကလူသားမှုလုပ်တာကိုဝါသနာမပါဘူးဆိုတဲ့အခါကျတော့နန္ဒီကကွာမီကကွာဒီကကွာဒီကဘုရားတရားဓမ္မယနာသုံးပါးပေါ်မှာလည်းပဲတဲ့ဂရိဆိုင်မျိုးမရှိတဲ့အခါကျတော့နန္ဒီယကသဘောမချဘူးသဘောမချတဲ့အခါကျတော့မိဘတွေကတော့ရေဝတိနဲ့လက်ထဘုရားကိုသဘောတူနေတယ်သူကဘုရားတရားဓမ္မယနာသုံးပါးပေါ်မှာကြီးညိုမှုနေတဲ့အခါကျတော့သူကလက်မခံသဘောမကျဘူးအမိဘတွေကတကယ်ချိန်ကာလကြတော့တဲ့ရေဝတိဆိုတဲ့မျိုးသမီးတွေကိုခေါ်ပြီးတဲ့အခါကျတော့အိမ်မှာတန်ခါတော်ရှင်သူတွေဆက်နှံကြတဲ့အချိန်မှာတန်ခါရဲ့ဝေယဝဇ္ဇတွေလုပ်ခိုင်းတယ်ဆွမ်းလောင်းတဲ့လူတွေမလုပ်ခိုင်းတာလုပ်ခိုင်းတာရေဝတိကတရားတရားကတော့မရှိဘူးဒါမဲ့လို့ခေါ်ပြီးတော့ခိုင်းတဲ့အခါကျတော့လုပ်ပြီးတာပေါ့ဟုတ်လားသူ့ရဲ့သားဖြစ်တဲ့နန္ဒီယဥပါဒကသဘောကြောင့်လို့ခေါ်ပြီးတော့လုပ်ခိုင်းတဲ့အခါကျတော့ဝေယဝဇ္ဇတွေလုပ်တယ်ဒါမဲ့လို့စိတ်ထဲမှာပါရဲ့လားဟောကုသိုလ်ဝေယဝဇ္ဇတွေလည်းလုပ်တယ်စိတ်ထဲမှာမပါဘူးဆိုလို့ရှိရင်အကျိုးရပါမလားမရဘူးအဲ့လိုလုပ်ခဲ့တာကိုလုပ်ခဲ့တဲ့အခါကျတော့အနေနဲ့လာပြီးတော့
ကုတကနန္ဒီရရဲ့အမေဖေတွေကနေခိုင်းထားတဲ့ခါကျတော့ဒုက္ခိတဲ့ခါကျတော့ပြီးသားနေတဲ့ခါကျတော့သားရည်တဲ့ရေဝတီလေးကအရင်ဆုံးမဟုတ်တော့ဘူးတဲ့သာသနာကိစ္စတွေကိုဆောင်ရွက်နေမှာမောမပန်းနေ့စဉ်နေ့စဉ်ပြင်ပန်းပန်းနဲ့သာသနာအလုပ်တွေကိုလုပ်နေပြီတဲ့အရင်ဆုံးမဟုတ်တော့ပုံစံပြောင်းသွားပြီငါသားလေးလာရေဝတီနဲ့လက်ထပ်လိုက်ပါလူနဲ့လက်ထပ်ခိုင်းတယ်လက်ထပ်လိုက်ပါဆိုတဲ့ခါကျတော့မိဘတွေရဲ့စကားကိုမလွန်ဆန်နိုင်တဲ့ခါကျတော့မိဘတွေကိုချစ်တဲ့ခါကျတော့မိဘတွေလက်ထပ်ခိုင်းတဲ့ခါကျတော့လက်မထားလိုက်ဘူးလားလက်ထပ်လိုက်တာလက်ထပ်တယ်နော်လက်မထားဘူးလားလက်ထပ်လားသူတို့လက်ထပ်ပြီးတဲ့ခါကျတော့နန္ဒီယဥပဒကကဂတိတစ်ခုတောင်းတယ်ပေါ့တင်းတဲ့ကျွန်တော်လည်းလက်ထပ်မယ်ဆိုလို့ရှိရင်ဘုရားမှုရှင်တန်ခါတော်ရှင်မြတ်တွေလားအဲ့ဒီအာဂန္တုတွေတောင်းစားနေတဲ့ပုဂ္ဂိုလ်တွေအိမ်မှာရှိတဲ့ပြီးခင်ဖာခင်လူတွေလည်းပဲခရီးလူတိုင်းနဲ့ပြုစုရမယ်စောင့်ကြရမယ်ဂတိပေးရမယ်မပြောဘူးလားပြောတာအဲ့လိုပြောတဲ့ခါကျတော့ဂတိတောင်းတဲ့ခါကျတော့သူကလည်းပဲနန္ဒီယကိုသဘောကျတဲ့ခါကျတော့ဂတိမပေးဘူးလားဂတိပေးသလားပေးတယ်ဂတိပေးပြီးတော့ခါကျရသွားတဲ့ခါကျတော့အတူပါတဲ့နေကြတယ်နေရတဲ့ခါကျတော့သူ့ရှင်နဲ့အကုန်လုံးအိမ်မှာရှိတဲ့လုပ်ငန်းကိုင်သားတွေလုပ်ပိုင်ခွင့်တွေအားလုံးသူ့ကိုလွှဲမပေးဘူးလားလွှဲပေးလားလွှဲပေးတယ်အဲ့လိုလွှဲပေးပြီးတဲ့ခါကျတော့နေလာရင်နဲ့နန္ဒီယဥပဒကရဲ့မိခင်ဖခင်တွေကအရွယ်လေးတွေရလာပြီဆိုတဲ့ခါကျတော့ဒီတော့သွားကြပြီ။ဒါပြည့်သွားကြပြီလေ။ဒီတော့သွားတဲ့ခါကျတော့သူတို့နန္ဒီယဥပဒကနဲ့လာခုနကရေဝတီလေးနဲ့မကြမ်းလားကြံလား။ကြံတဲ့ခါကျတော့သူတို့မှနေလာရင်နဲ့လာနေ့ဒီပါလေးကြာလာတဲ့ခါကျတော့သာသမီ2ယောက်ရတယ်။ဘာရတယ်။သာသမီ2ယောက်ရတယ်။အဲ့မဲ့နန္ဒီယဥပဒကကသရာရနဲ့ပြည်ဆိုတဲ့ခါကျတော့မြတ်စွာဘုရားရှင်ကိုရဏကြီးကိုလည်းပဲတဲ့ကျောင်းဆောင်ယူတယ်။ဘာသာလူလဲ။ကျောင်းဆောင်ယူတယ်ကျောင်းကအလျားက12ယူစရာ12ယူစနာတဲ့အလျားက12ယူစနာအနံက12ယူစနာတဲ့အခန်း၄ခန်းနဲ့လာကျောင်း၄ကျောင်းဆောက်ပြီးတော့လူတယ်။ဘုရားမှုရှိတဲ့တန်ခါတော်ရှင်သူများတွေတရင်သုံးဖို့ရအတွက်အလျားက12ယူစနာအနံကအခန်းလေးကပါတယ်ကျောင်းလေးကျောင်းကိုမလုပ်ပြီးတယ်စောက်ပြီးတယ်နော်အဲ့ဒီနန္ဒီယကျောင်းတကားစောက်လို့တဲ့ကျောင်းဟာအိန္ဒိယနိုင်ငံမှာဘုဒ္ဓတိမရှိလားရှိလားရှိပါဗျာလားအိန္ဒိယရောက်တဲ့ပုဂ္ဂိုလ်နန္ဒီယကျောင်းတကားကြီးဆောက်ထားတဲ့ကျောင်းဘုဒ္ဓတိရှိသေးတယ်နော်ဟိုအားလုံးတွေ့ဘူးမှာပေါ့ရောက်တဲ့ပုဂ္ဂိုလ်နော်ဘုဒ္ဓတိမရှိလားရှိသလားရှိတယ်အဲ့လိုစောက်ပြီးတော့လုပ်တဲ့ခါကျတော့အဲ့ဒီကျောင်းဆောက်လူတဲ့ကုသိုလ်ကံကြောင့်တဲ့စောက်လူသရတရားတက်တန်းနဲ့ကျောင်းဆောက်နေတဲ့ကုသိုလ်ကံတွေဆောက်နတ်ပြည်မှာသွားပြီးတော့တဲ့ဘုံဘိတ်နာပေါက်နေတယ်ဘာဘိတ်မပေါက်နေရတော့ဘုံဘိတ်မှာပေါက်ပါဗျာသရတရားတက်တန်းနဲ့လူတန်းနဲ့ပြေးခဲ့ဆိုလို့ရှိရင်နတ်ပြည်မှာတဲ့ဒီကလူဘဝမှာလုပ်ခဲ့တဲ့ကံတွေကနေပြီးတော့နတ်ပြည်မှာသွားပြီးတော့လားဘုံဘိတ်နာတွေပေါက်မနေဘူးလားပေါက်နေလားပေါက်နေပါဗျာသူယောဂီပါသူတော်ကောင်းတို့ဒီလည်းပဲဘာပဲတူဘာပဲတန်းနဲ့စိတ်ထားစေတနာတရားတရားထက်တဲ့တဏ္ဍာနဲ့လူတန်းတွေပြေးကမယ်ဆိုလို့ရှိရင်တဲ့အဲ့လိုအကျိုးတွေမရနိုင်ဘူးလားရနိုင်ပါဘူးလူတန်းပြေးကတဲ့ကမှလည်းဖြစ်တယ်လို့လည်းမလူပါနဲ့ဖြစ်တယ်လို့လည်းဘာတရားထဲပြီးတော့လူပါအာနာလို့လည်းမလူနဲ့အာနာလို့လူရကုသိုလ်ရပါမလားရှင်းကလေးသံဃာရကုသိုလ်ရပါမလားဘာလို့လူရမယ်ဘာတရားထဲပြီးတော့လူလဲဆိုလို့အကျိုးတွေကမရနိုင်ဘူးလားရနိုင်တာဩနန္ဒီယကျောင်းတကာကြီးလားဘာဖြစ်နေပြီလို့ဘုံဘိမှန်လေးပေါက်နေပြီအဲ့ဆိုတဲ့ကားတဲ့အဲ့တော့တတိယချိန်ကကားတဲ့ရှင်မမောကလကုတော်မြတ်ကြီးကတာဝတိနန္ဒပြည်ကိုကြွဘယ်ကိုကြွသွားလဲရှင်မမောကလကုတော်မြတ်ကြီးကတကူတရားမှာဣတိရရမထားဘူးလားနတ်ပြည်ကိုလည်းကြွလို့ရတယ်ကြွလို့မရဘူးလားကြွလိုက်ကြတော့နတ်ပြည်ရောက်တော့တာဝတိနန္ဒပြည်ရောက်တဲ့ခါကျတော့အရင်တတ်တွေတုန်းကဟလားအဲ့ဒီမှာရောက်တဲ့အခါမှာဘုံဘိမှန်ကြီးကမရှိသေးဘူးလေနန္ဒီယကျောင်းတကာကြီးလည်းကျောင်းဆောက်လို့ပြီးတော့ဘုံဘိမှန်ကြီးပြေးလိုက်ဟောဒီဘုံဘိမှန်ကြီးကဒီဘက်နာမှာခန်းညာထဲသွားတဲ့ဘုံဘိမှန်ကြီးပဲဘယ်သူဟလာဘုံဘိမှန်လဲလို့ပြေးတဲ့အခါကျတော့နန္ဒပိတိကနန္ဒီယကြီးကိုစောင့်နေနန္ဒီယရဲ့ဘာဖြစ်လဲစောင့်ရပါဗျာဘာလို့ဖို့လဲဟာရှင်ဘာမလာလို့လည်းကျွန်တော်လူယုံပါလိုက်တယ်လေလူပြည်ဒီလိုဒီလိုနဲ့လက်ပြည်ဒီလိုရှိုးနဲ့လဲလာပြီးတော့လဲပါတဲ့အញ្ញံလာခဲ့ပါတယ်အရှင်မောင်မကကြီးကိုလူယုံမပေါင်းလာပါလားနန္ဒီယကြီးကိုဟလား
အမြန်လာခဲ့ပါဒီနတ်သမီးတွေတစ်ဖက်900တဲ့စောင့်နေတယ်ပေါ့နော်ဘာစောင့်နေရလို့ဒီမှာလူဘဝလူခန္ဓာမရှိလားရှိနေရလားမတည်သေးဘူးဘာကောင်းနေလဲဘိမှန်ကောင်းနေပြီကအမြန်လာခဲ့ပါတဲ့သူတို့စောင့်နေပါတယ်ပေါ့နော်ပြောပြောရှင်းရှင်းနဲ့သူတို့စောင့်နေပါတယ်ဟာပြောပြအောင်ပြောပြပါတယ်ဘာလို့လူကမာတာလို့ရှင်အောင်ကံကိုလည်းဒီကိုမမဟုတ်လားမှာလားဩဘုလို့မှာလိုက်တာပေါ့မှာတဲ့ခါကျတော့ဟာမြတ်စွာဘုရားရှင်ကိုယ်တော်ကြီးကိုသူကရှင်မမဗလာကိုယ်တော်ကြီးကရှောက်တာအရှင်ဘုရားတဲ့လောကမှာဒီကိတိလောကမှာအကြောင်းဆောက်နေတဲ့ဓာတ်ဒီမှာဘုံဘက်မှာကောက်ဘုံဘက်မှာနေပါလေပေါ့ပါပေါက်နိုင်ပါလားဗျာလို့မရှောက်လားရှောက်လားဟာပေါက်နိုင်တယ်တဲ့လားဒီမှာကုသိုလ်ကောင်းမှုတွေစိတ်ဓာတ်စေတနာတရားတရားထက်တဲ့တဏှာပြန်လူသားပြေးကမယ်ဆိုလို့ရှိရင်လက်ဒီမှာနတ်ဘုံမိတ်နာနဲ့ပေါက်နိုင်တယ်။ဘာနဲ့ဥပမာပြည့်လဲဆိုရင်လောကမှာကွာကိုယ့်ရဲ့ဆွေမျိုးတွေကဒါတွေတတိဆွေမျိုးတွေတနေ့တစ်ချိန်မှာအလုံးလုံးသွားတာပဲဖြစ်ဖြစ်တင်ညာတင်သွားတာပဲဖြစ်ဖြစ်ဝေးကွာနေတဲ့ဒါတွေတတိတွေဟလားဝေးကွာနေတဲ့ပုဂ္ဂိုလ်တွေဟလားတင်ညာတင်သွားတဲ့ပုဂ္ဂိုလ်တွေလုံသွားတဲ့ပုဂ္ဂိုလ်တွေတိတိမှန်မှန်စွာဝေးကွာနေတာပြန်လာတော့မယ်လို့ဟလားကြားတဲ့ခါကျဘေးရဲ့ဘေးလေးဘေးချင်းကမှပြန်လာမယ်ဆိုလို့ရှိရင်တဲ့ကိုယ့်ရဲ့မိဘဖြစ်တဲ့ပုဂ္ဂိုလ်တွေဆွေမျိုးဖြစ်တဲ့ပုဂ္ဂိုလ်တွေကဝမ်းမသာဘူးလားဝမ်းသာသလားဝမ်းသာသလိုပဲတဲ့လားအချိန်ကြီးသူတို့ကိုပြန်လာမယ်တဲ့ကိုစောင့်နေသလိုပဲတဲ့ကုသိုလ်ကောင်းမှုတွေထုတ်ထားတဲ့ပုဂ္ဂိုလ်ကုသိုလ်ကောင်းမှုတွေရှိထားတဲ့ပုဂ္ဂိုလ်တွေကိုလည်းနတ်ဒီနန်းကနေပြီးတော့နတ်ဘုံမိမကြီးပေါက်ပြီးတော့စောင့်နေတယ်ဟဲ့လားဒါကြောင့်မလို့ကိုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကအကျိုးမများဘူးလားအကျိုးများလားအကျိုးမများဘူးလားအကျိုးများသလားအဲ့လိုဘုံမိမတွေပေါက်တယ်လို့သိတဲ့အခါကျတော့ဘုရားနန္ဒီရကျောင်းတရားကြီးရတယ်ကိုယ်ဝင်ပြီးတော့တရားတရားမဖြစ်ဘူးလားဖြစ်သလားတရားတရားတွေကိုဝင်ပြီးတော့ဖြစ်တဲ့နေ့စဉ်နဲ့ကုသိုလ်ကောင်းမှုတွေတိုးပြီးတော့မလုပ်ဘူးလားလုပ်သလားဒီကရေဝတိဆိုတဲ့မြို့သမီးကတော့ဒါရီစိတ်ဝင်စားရလားစိတ်ဝင်စားတဲ့နေတော့ချိန်ကာလကြတော့တဲ့နန္ဒီရကျောင်းတရားကြီးကအလုပ်ကိစ္စဖြင့်ခရီးထွက်တယ်အလုပ်ကိစ္စဖြင့်ဘာလုပ်လဲခရီးထွက်တဲ့ခါကျတော့လားမှားတာပေါ့ဘုရားမိတဲ့တန်ခါတော်ရှင်ကြတွေကိုနေ့စဉ်ဆွမ်းလောင်းပေးပါဧည့်သည်အာဂန္တုတွေကိုလည်းပေးကဆရာလူသားမှာနောက်မြန်စားတော့နေတဲ့ပုဂ္ဂိုလ်တွေကိုလည်းပေးကမှာလူသားမှာလို့မမှန်လားမှားလားမှားတဲ့ခါကျတော့ခုနရေဝတိကဒီတို့တွေကိုသူလုပ်ချင်ရလားမလုပ်ချင်ဘူးဒါမဲ့လို့မဖြစ်တာတဲ့ခါကျတော့တရက်တော့သူလုပ်တယ်ပေါ့နော်တရက်တော့ဗာဖြစ်တယ်လုပ်ပြီးတဲ့ခါကျတော့ကြားလာတဲ့ခါကျတော့ကအိမ်မှာပေါ့ယဟန်တွေကြွလာပြီဆိုလို့ချင်းဟလားညူစုသောင်းတော်လာတွေလုပ်တယ်ဆဲဆိုလိုက်ပါတာတွေမလုပ်ဘူးလားဒါရရှိလို့လားဒါရမရှိလို့လားယဟန်တကားလေးအိမ်ကိုကြွလာသူကမကြိုက်ဘူးကြိုက်ရလားယဟန်တကားလေးအိမ်ကိုကြွလာမကြိုက်ဘူးလေဒီလိုလူသားပေးကမ်းနေလို့ငါ့ရဲ့အိမ်မှာရှိတဲ့ဒီစည်းဥစ္စာတွေဆုံးယုတ်နေတာတဲ့အတွေ့အကြုံကလွဲပြီလားလွဲနေတာနေ့စဉ်တဲ့ဟလားဒီလိုပေးကမ်းနေတဲ့အတွက်ကြောင့်ကုန်လာပဲတူကတွေးတာတွေးတဲ့ခါကျတော့တတိရောချိန်ခါကာလကြတော့တဲ့သူကဟုတ်လားနန္ဒီယာကြီးခီးသွားနေတဲ့အချိန်မှာသူကနေပြီးတော့သူကစာပြီးသားအယိုးတွေပြစ်ထားတယ်လားဟုတ်လားအစားအသောက်တွေပြစ်ထားပြီးတော့ယဟန်တန်ဃာတော်တွေကလည်းသူ့ရဲ့အမူအရာကြည့်ပြီးတော့နောက်ရကြကြွသေးတယ်မကြွတော့ဘူးနန္ဒီယာကျောင်းတရားကြီးကခီးသွားကကျန်လာတဲ့ခါကျတော့ယဟန်တန်ဃာတွေမကြွတာကိုသိပါဩရေဝတိဘယ်လိုလုပ်လိုက်လဲမသိဘူးပေါ့အကျိုးကြောင့်မေးတဲ့အကြောင်းအကျိုးမေးတဲ့ခါကျတော့သူကပြောတာပေါ့ဟာကိုတော်လေးကအင်းကြီးလည်းမရှိဘူးတဲ့လားစာလာတော့ဒါလေးလည်းပြည့်ပြည့်နဲ့အင်းကြီးမပန်းနဲ့အဲ့လိုဖြစ်တဲ့ခါကျတော့ဟလားကျမလည်းဆွမ်းနေပါလေမနှောင်းတော့ဘူးအဲ့ကမှလည်းမလုပ်တော့ဘူးဆိုတဲ့ခါကျနန္ဒီယာကျောင်းတရားကြီးရဲ့တဏှာသုံးပါးကိုမကြည်ညိုလားကြည်ညိုလားဒီလိုတဲ့စကားကိုယုံမလားမယုံတဲ့ခါကျတော့ပဲဒီလောက်တော့မှမြည်စည်းဥစားရတဲ့တော့ရှာပြီးနေတာဘုရားတရားသံဃာရနာသုံးပါးမှာသရတရားတော့နေတာဆိုပြီးတော့သူ့ကိုအိမ်မော်ကနေချတရားနေကြတယ်အိမ်ဝနေကြတဲ့ခါကျတော့သူရဲ့အကောင်းဆုံးတကယ်ရှိနေတာဟောခုမှဒါတွေတမီတကယ်ရှိရဲ့အဲ့လိုဘလို့ပါလဲဘာညာဘိုက်ပြောတဲ့ခါကျတော့သူကအိမ်မပြန်မရဘူးလားကြောက်သလားရောက်တဲ့ခါကျတော့ဒီတိုင်းနေနဲ့ခုနနန္ဒီယာကျောင်းတကာကြီးကအရင်ပွဲတော်တယ်နန္ဒီယာကျောင်းတကာကြီးကဘာလုပ်တယ်အရင်ပွဲတော်တဲ့ခါကျတော့တဲ့သူကဟလားကဲတွေးကြစီတာပေါ့တဲ့ဘာလဲလို့အရင်တုန်းကတော့နန္ဒီယာကျောင်းတရားကြီးကိုမလွန်ဆန်နိုင်တဲ့အတွက်ကြောင့်သူကစွန့်ကြဲပြီးကလူသားမျိုးတွေလုပ်နေတာခုတော့နန္ဒီယာကျောင်းတရားကြီးမရှိတဲ့ခါကျတော့သူ့မှာသူ့ခြေသူ့လက်နဲ့သူ့ပစ္စည်းတွေဖြစ်ပါတဲ့ခါကျတော့
ဒီသာသနာရဲ့သာသနာတော်ကိုတဲ့ထောက်ကကြင်မအောင်လားထောက်ကမှုတွေမလို့ရှင်တော်ထောင်းလဲမထောက်ကတော့ဘူးအဲ့လိုလေးလာတာနော်လေးလာပြီးတော့ယဟန်တန်ဃာတွေအိမ်ရှင်မှာဖြတ်သွားပြီဆိုလို့ရှိရင်တဲ့စိတ်လိုက်ပါတယ်ယဟန်တန်ဃာတွေအိမ်ရှိကဖြတ်သွားရင်ဘာဖြစ်လဲဟောဆွမ်းမလာတဲ့ဒီယဟန်တန်ဃာတွေကိုရည်ရွယ်ပြီးတော့နေနေနေဆဲနေတာလေကုသိုလ်လားအကုသိုလ်လားကုသိုလ်လားအကုသိုလ်လားဟောဘုကဲလည်းပဲတကြီးရွယ်ယဟန်တော်တွေဆရာတော်ကြီးတွေကိုဆဲတာတွေမရှိဘူးလားကုသိုလ်လားအကုသိုလ်လားအဲ့လိုလေးတွေယဟန်တန်ဃာတွေကိုဆဲတဲ့ခါကျတော့လေဘယ်သူကသိလဲဆိုရင်ဝတ္တဝန္တနာမည်ကြီးကသိတယ်လေးစလေးတွေအကုသိုလ်နဲ့နေပြီးလေးစလေးတွေယဟန်တန်ဃာတွေကိုဆဲဆိုနေရည်ရွယ်ရာကိုသိတဲ့ခါကျတော့ဝတ္တဝန္တနာမည်ကြီးကနေပြီးတော့သိတဲ့ခါကျတော့ဘလူတက်ကောင်ကိုခေါ်ပြီးတော့သူ့ကိုဆုံးမခိုင်းတာဘလူကတက်ကောင်ကိုခေါ်ပြီးတော့ဗာတဲ့လေဆုံးမခိုင်းတာဒီရေဝတိဆိုတဲ့မြို့သမီးကအင်္ဂလန်မှာသရတရားကလည်းနေတယ်ဘုရားတရားသမားရနာတို့ပိုင်းမှာလည်းယုံကြည်လေးစားမှုမရှိဘူးနေ့စဉ်စိတ်တိုင်းပါနေတယ်နေ့စဉ်အကုသိုလ်တွေနဲ့နေ့စဉ်ပြီးလို့နေတယ်အဲ့ဒီရေဝတိဆိုတဲ့အမြို့သမီးကိုတဲ့လားအရှင်လက်လက်ငရဲဒီကိုပူပေးပါတဲ့ဘုရားပြောတာလေဝတ္တဝန္တမင်းကြီးကနေပြီးတော့ဘရုတက်ကောင်ကဘာလို့ခိုင်းတာလဲကိုခိုင်းတာနော်ဝတ္တဝန္တမင်းကြီးကဒီနေ့စဉ်စိတ်တိုင်းပါနေတဲ့ခါကျတော့သူကနေနိုင်သေးတာသူတော်ကောင်းတွေကိုနေ့စဉ်စော်ကားနေတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတွေကိုနေ့စဉ်ပြမနေတဲ့အတွက်ကြောင့်အဲ့ဒီဘဒုနတ်ကောင်ကိုသူ့ကိုအရှင်လက်လက်ငရဲကိုဥပ္ပတာဝမပေးဘူးလားပေးသလားပေးတယ်အဲ့ဒီဆိုတဲ့ခါကျဒီတိုင်းလုံးပါဒီဘာရဏတိကျုပ်ကိုလဲပြီးတော့တဲ့ဘဒုနတ်ကောင်ကိုတာဝန်ပေးတာဒီ9ရက်ပြည့်လို့ရှိရင်တဲ့ရေဝတီဆိုတဲ့အမျိုးသမီးကိုအရှင်လက်လက်ငရဲကိုမှဖြစ်ပါတယ်ဆိုပြီးတော့ကြော်ညာခိုင်းတာဘာလို့ခိုင်းတာလဲတော့ဖြန်လန်းကြိုက်တယ်နော်ဘယ်ပုဂ္ဂိုလ်ကြော်ညာခိုင်းတာလို့ငရဲပုဂ္ဂိုလ်ကြော်ညာခိုင်းတာပါဗျာတော့ဖြန်လန်းကြိုက်တယ်နော်ဟမ်ဘယ်ပုဂ္ဂိုလ်ကြော်ညာခိုင်းတာလို့အရှင်လတ်လတ်ငရဲပုဂ္ဂိုလ်ကြော်ညာခိုင်းတယ်အဲ့ဒီဆိုတဲ့ကားကျတော့ဘာလို့ဒီမျိုးလေးကိုလဲပြီးတော့ဒီရဲကစားပြီးတော့9ရက်နောက်တဲ့နေ့မှာရေဝတိအိမန္တမှာကျမ်းတဲ့ယဟန်တန်ဃာတွေကိုဆဲဆိုးနေတဲ့ရေဝတိကိုတဲ့လားအရှင်လတ်လတ်ငရဲပုဂ္ဂိုလ်ဖြစ်ပါတယ်ပြောတဲ့ခါကျတော့အားလုံးလူတွေကကြောက်နေကြတာအားလုံးလူတွေပါဖြစ်တယ်ကြောက်နေရတယ်ရေဝတိဆိုတဲ့မြို့တိကလည်းမကြောက်ဘူးလားကြောက်သလားကြောက်ပါရဲ့ဗျာအမေခါခုမှကြောက်ပါလိမ့်ဟုတ်လားဟမ်ကိုပြုတဲ့ကံကိုခါမှာပေါ့နော်အဲ့ဆိုတဲ့ခါကျတော့သူ့ကိုအရှင်လတ်လတ်ငရဲကိုဥပ္ပမဲဆိုတဲ့ခါကျတော့အိမ်ပေါ်တော့တက်ပြီးတော့9ရက်လုံးနဲ့အိမ်ပေါ်ကမဆင်းဘူးတဲ့9ရက်လုံးအိမ်ပေါ်ကဆင်းရလားဘာဖြစ်တာဆိုလို့အရှင်လတ်လတ်ငရဲဒီကိုဥပ္ပမဲဆိုတဲ့အတွက်ကြောင့်အိမ်ပေါ်ကမဆင်းဘူးဒါမဲ့လို့ဘလူနာက9ရက်ပြည့်တဲ့ခါကျတော့တဲ့သူ့ကိုဒီလေးပေါက်ကနေဝင်ပြီးတော့သူ့ကိုလက်တစ်ဖက်ကိုဘလူနာကောင်အရာတစ်ဖက်စီဆွဲမတော့တာဆွဲပါလားဆွဲပါတယ်ဘာလို့ဖို့လဲအရှင်လတ်လတ်ငရဲကိုဥပ္ပတယ်သူဘာလုပ်ထားလို့လဲအာကုလို့လေတော့ထားလို့ဘာလုပ်ထားလို့လဲညာသာငါတွေကိုနေ့စဉ်အရှိကိုဖြတ်သွားတိုင်းအရှိကိုဖြတ်တိုင်းသူကဘာလုပ်နေတယ်ဆယ်ရတိုင်းပါမှုတွေကအမြဲတမ်းလုပ်နေတဲ့ကြောင့်သူ့ကိုဘယ်ပို့မှလဲအရှင်လတ်လတ်ငရဲကိုပို့မယ်အဲ့ဆိုတဲ့ကာသရလားသူငရဲကြီးကိုမပို့ခင်ခုနကနန္ဒီယာကျောင်းတကာကြီးကဆုံးသွားတဲ့ခါကျတော့သူဘယ်ရောက်နေပြီနတ်ပြည်ကိုရောက်နေပြီဘယ်ကိုရောက်နေပြီလဲနတ်ပြည်ကိုရောက်နေတဲ့ခါကျတော့ဘုရားကဘုဒ္ဓကောင်ကနေပြီးတော့သူ့ငရဲပြည်ကိုတတ်မပူသေးဘူးတဲ့တာဝတိန်သာနတ်ပြည်ကိုခေါ်သွားတယ်ဘယ်ခေါ်သွားလဲတာဝတိန်သာနတ်ပြည်ကိုခေါ်သွားတဲ့ခါကျဘုံမိဘကြီးကလည်းအယောင်တဲနဲ့အင်မတန်မှခမ်းနားတဲ့ဘုံမိဘကြီးကိုတွေ့တဲ့ခါကျတော့သူကကြည်တာပေါ့ကြည်တဲ့ခါကျတော့ဘုရားကိုသွားပြီသူရဲ့အရင်ဘဝကအမျိုးသားကိုဘာဖြစ်တော့တွေ့တဲ့ခါကျတော့တဲ့ကိုကနန္ဒီယမောင်နန္ဒီယကြီးဟုတ်လားဒါလို့မေးတာပေါ့ဟုတ်တယ်လေဒီမောင်နန္ဒီယကြီးပေါ့ဒါဆိုရင်ကျမယောက်ျားပဲတဲ့ကျမကိုငရဲပြီမပို့ပါနဲ့တဲ့သူနဲ့ပဲထားခဲ့တာသူကဘာလဲတော့သူ့ကိုငရဲပြီမပို့တော့နဲ့တဲ့သူနဲ့ကျမနဲ့အရင်တော့ကဇနီးခင်မောလေးတဲ့သူနဲ့ပဲအတူနေနေတဲ့ဘာလဲတော့သူနဲ့ပဲသူနေနေဆိုတော့လာရလန်းကတူရဲ့လားတူပါဗျာ
နန္ဒီယအကြောင်းတရားကြီးကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့နတ်ပြည်ကိုရောက်နေတာဘုရားတရားဓမ္မယနာလုံးပိုင်းပေါ်မှာလည်းအကျဉ်းနဲ့ယုံကြည်တဲ့တရားတရားတွေနဲ့ဒီစိတ်လေးတွေကုသိုလ်ကောင်းမှုအာယုန်တွေနဲ့နေတဲ့အတွက်ကြောင့်ကျောင်းတွေကိုစောက်လို့လူရတဲ့အတွက်ကြောင့်နတ်ပြည်မှာဘုရားပေါက်နေတာသူအကျိုးပေးသူရနေတာနော်ယေဝတိကဘာကုသိုလ်ကောင်းမှုမှမရှိတဲ့နေ့စဉ်နေ့စဉ်အကုသိုလ်တွေလုပ်နေလားနေ့စဉ်နေ့စဉ်အကုသိုလ်တွေလုပ်နေတဲ့အခါကျတော့ဘယ်ကိုပို့ခံရမလဲမရေကိုပို့ခံရမယ်ဘယ်ကိုပို့ခံရမလဲတော့နန္ဒီအကြောင်းတရားကြီးနဲ့ပြီးရောတဲ့သူအမျိုးသားပဲအရင်ဘွားကသူ့အမျိုးသားပဲသူနဲ့သူတင်နေဆိုတဲ့အခါကျတော့ဘလူကလက်ခံမှာမလားဩနေလုပ်ခဲ့တဲ့နေကသူရဲ့ကံတိုင်းသူလုပ်ခဲ့တဲ့ကံတိုင်းဒီမှာအကျိုးပေးနေလို့လည်းမရဘူးတဲ့အဲ့လိုပြောတဲ့အခါကျတော့ကျမတဲ့ဒါဆိုလို့ရှိရင်ကျမကိုလူပြည်ကိုပြန်ပြီးတော့ဟုတ်ပါဒါနတွေလည်းပြုပါမယ်သီလတွေလည်းစောင့်နေပါမယ်မေတ္တာဘာဝနာတွေလည်းပွားများပါမယ်တဲ့ကုသိုလ်ကောင်းမှုတွေလည်းနေပါမယ်လို့မတောင်းပါဘူးလားတောင်းပါလားဒါပဲလို့တောင်းပါလို့ရသေးလားမရပါဘူးဗျာအဖြစ်သွားပြီကျွမ်းသွားပြီနော်ဘာဖြစ်သွားပြီတော့ကိုလုပ်ခဲ့တဲ့ကံတွေဆေးတိုင်းထွာတဲ့ကံတွေလားအကုသိုလ်တွေနေစဉ်နဲ့ဘုရားမှုရှင်တန်ခါတော်ရှင်မြတ်တို့ဆဲဆိုတဲ့ကံတွေကသူ့ကိုအကျိုးမပေးဘူးလားအကျိုးပေးတော့ပါလားအဲဆိုတဲ့ကံတွေအဲ့လိုပြောတာမရဘူးပေါ့နော်နေစဉ်ပြည့်စင်ပြီးတော့နေရမယ်ကာယကံတွေကောင်းအောင်နေပါမယ်ဝစီကံတွေကောင်းအောင်နေပါမယ်မနောကံတွေကောင်းအောင်နေပါမယ်ပြောလို့ရသေးလားမရပါဘူးဗျာ။လုပ်ရမယ့်အချိန်ကမလုပ်ဘဲနဲ့လားခုကြမှာခလုတ်ဒီမှာရပါမလားမရတော့ဘူးအဲ့လိုဆိုတဲ့အခါကျတော့ခုမှတော့မရတော့ဘူးဒီရဲ့ကံတိုင်းပဲဒီလုပ်ခဲ့တဲ့ကံနဲ့ပြန်ပြီးတော့ခံပြီးတော့ဆိုတဲ့ဘုရုဏကောင်ကနေပြီးတော့တဲ့လားငရဲပြည်ကိုမပို့လိုက်ဘူးလားပို့လိုက်လားငရဲပြည်ဆိုတဲ့ကငရဲပြည်မှာဘယ်လောက်တိအောင်ခံရလဲဆိုလို့ရှိရင်နှစ်ပေါင်း1000တိအောင်ခံရတယ်ဘာအကျိုးလဲအာကုသိုလ်ရဲ့အကျိုးဘာအကျိုးလဲယဟန်တန်ခါလေးကိုဆဲဆိုတဲ့ကံတွေဒီစိတ်တွေစိတ်ယဟန်တန်ခါလေးကိုဆဲဆိုပြီးတော့ကုသိုလ်လည်းမရှိဘူးကုသိုလ်တွေကိုယ်တရာမှာတရားနဲ့မလုပ်သေးစိတ်တွေအာကုသိုလ်နဲ့နေပြီးတော့အာကုသိုလ်တွေနဲ့ချိန်ကုန်သွားတဲ့ကြောင့်အကျိုးပေးကမလာဘူးလားလားသလားလူကောင်လူလောကရောက်နေတဲ့အတွက်ကြောင့်တဲ့လူကောင်လူလောကလာလာချင်းတော့မတူဘူးလားလာလာချင်းတော့သူလည်းပဲနန္ဒီယဥပါဒကကြောင့်တကားကြီးလည်းပဲလူဘဝဒုက္ခနာရတဲ့ရေဝတီလည်းပဲလူဘဝဒုက္ခနာရတယ်ဒါမဲ့လို့အလားကောင်းပဲနဲ့အပြန်ကောင်းရဲ့လားကောင်းပါဘူးဗျာဘာဖြစ်လို့မကောင်းတာလဲအာဟုသူတွေဒီလိုလိုအာဟုသူတွေညားလို့ကာယကံတွေကောင်းမနေဘူးတဲ့ဝစီကံတွေကောင်းမနေမနောကံတွေကောင်းမနေဘူးဒါကြောင့်လို့ကိုယ်နဲ့လုပ်ဖို့လူယောဂီပေါင်းဆိုတော့ကောင်းနေစောင့်ထိန်ဖို့မလိုဘူးလားဟုတ်ပါဘူးဗျာကာယကံတွေကောင်းနေရမယ်တတ်တာတွေခိုးတာတွေလွန်ကျူးတာတွေတောက်စားတာတွေမရှိဘူးလားသူများအတက်တတ်တဲ့ကံတွေသူများဥစ္စာခိုးတဲ့ကံတွေလားအရက်တွေသာတောက်စားတဲ့ကံတွေလားပြီးတော့တတ်တာရဲ့ခိုးတာရဲ့လွန်ကျူးတာရဲ့ကာမဂုဏ်တရားတွေလွန်ကျူးတာတွေမရှိဘူးလားတတ်တာတွေကိုလည်းရှောင်ရမယ်ခိုးတာတွေလည်းရှောင်ရမယ်လွန်ကျူးတာတွေကိုလည်းရှောင်ရမယ်တောက်စားတာကိုလည်းရှောင်ရမယ်ဆိုလို့ရှောင်လိုက်မယ်ဆိုလို့ရှိရင်ကာယကံတွေကောင်းမကောင်းဘူးလားကောင်းပါဘူးဗျာဝစီကံတွေကတော့လိန်ပြောတာရဲ့ဂုံတိုက်တာရဲ့ကျန်တမ်းပြောတာရဲ့လိန်ချင်းပြောတာရဲ့ဒီလိုလို့ရှိလဲလေးခုရှိတယ်လိန်ပြောတာရဲ့ဂုံတိုက်တာရဲ့ကျန်တမ်းပြောတာရဲ့လိန်ချင်းပြောတာရဲ့ဒါတွေကိုရှောင်လိုက်တယ်ဆိုလို့ရှိရင်ဝစီကံဝစီဒုစရမလုံးဘူးလားတတ်တာတွေကိုလာတွေလုံလူတာတွေတောက်တာတွေကိုရှောင်လိုက်တယ်ဆိုလို့ရှိရင်ကာယကံကာယစက်တွေမလုံးဘူးလားလိန်နာရေကိုလိန်နာလိန်ပြောမယ်ဂုံတိုက်မယ်ကြမ်းတမ်းပြောမယ်သိသိပြောမယ်ဆိုလို့ရှိရင်လားဝစီကံဝစီလူဆိုင်တွေမလုံးမလားတတ်တာတွေကိုလည်းလိန်ပြောတာလည်းရှောင်မယ်လိန်ပြောခြင်းဂုံတိုက်တာလည်းရှောင်မယ်လိန်ပြောခြင်းဂုံတိုက်ခြင်းကြမ်းတမ်းပြောခြင်းသိသိပြောခြင်းတွေကိုရှောင်လိုက်မယ်ဆိုလို့ရှိရင်မြင့်မြတ်တဲ့ဝစီကံဝစီလူဆိုင်မလုံးဘူးလားလို့လားနောက်တစ်ခုကမနောကမနောလူတရားဖြစ်တဲ့မတရားကြံစည်ခြင်းရံညှိုးထားခြင်းအယူမှားခြင်းအတ္တမွေးမှားခြင်းဆိုတဲ့မနောကမနောလူချက်တွေကိုရှောင်လိုက်တယ်ဆိုလို့ရှိရင်တဲ့ဒုစရိုက်တွေမလုံဘူးလားလုံသလားအဲ့လိုလုံသားပဲကာယကံတွေကောင်းအောင်နေမယ်ဝစီကံတွေကောင်းအောင်နေမယ်မနောကံတွေကောင်းအောင်နေလိုက်တယ်ဆိုရင်ဘဝကတဲ့မကောင်းနိုင်ဘူးလားကောင်းနိုင်လားကောင်းနိုင်ပါဗျာဒါကြောင့်လူတွေဒီပေါင်းတော်ကောင်းတွေတရားစကားပေါ်ဝင်ပြီးတော့တရားတွေအားထုတ်ကြတယ်သီလတွေမခံဘူးလားသီလနဲ့ပြည့်စုံပြီဆိုရင်ကာယကံတွေရောမကောင်းဘူးလားကောင်းပါရဲ့ဗျာဝစီကံတွေရောမကောင်းဘူးလားကောင်းပါရဲ့ဗျာ
နောကံဒီကမကောင်းလားဟောအဲ့လိုကာယကံလည်းကောင်းနေတယ်ဝစီကံလည်းကောင်းနေတယ်မနောကံလည်းကောင်းနေပြီဆိုရင်ဘဝတွေကအကောင်းတွေပြန်ပြနိုင်ဘူးလားဒီတရားရှိမှဘာညာအထုပ်တွေလုပ်တဲ့အတွက်ကြောင့်တဲ့တန်တရားကနေတော့မလုပ်ရနိုင်ဘူးလားဒီတရားတွေရှိမှဘာညာအထုပ်နေတာဒီတဲ့ဘယ်ကနေလွတ်ခြင်းလို့လဲတန်တရားကလွတ်ခြင်းလို့အိုခြင်းဒုက္ခကလွန်မြောက်ခြင်းလို့နာခြင်းဒုက္ခကလွန်မြောက်ခြင်းလို့သိခြင်းဒုက္ခကလွန်မြောက်ခြင်းလို့ခန္ဓာရလာပြီဆိုတာနဲ့တည်းနဲ့ဥနာတိကတခါတည်းပါပြီလားမဟုတ်ခြင်းလို့လည်းပဲမရဘူးနာခြင်းလို့လည်းမသိခြင်းလို့လည်းပဲဘာရထားလို့လည်းအိုရတဲ့ခန္ဓာဖြစ်တဲ့အတွက်ကြောင့်အိုရမယ်နာရတဲ့ခန္ဓာဖြစ်တဲ့အတွက်ကြောင့်နာရမယ်သိရတဲ့ခန္ဓာဖြစ်တဲ့အတွက်ကြောင့်သိရမယ်ဟိုငါမှကြည်စည်းဥစ္စာတွေပြည့်စုံလာတယ်ချမ်းသာလာတယ်ယောဂဝေဒနာဖြစ်မယ်ယောဂဝေဒနာတွေဖြစ်ပြီးဆိုလို့ရှိရင်တဲ့ဟလာအထုကူတွေနဲ့တွားကူမယ်နိုင်ငံရကိုတွားကူမယ်ယောဂဝေဒနာဖြစ်ပြီးဆိုလို့ရှိရင်ငါပစ္စည်းဥစ္စာတွေပေါ်လာပြီနိုင်ငံသားမှာအကောင်းဆုံးဘာလို့ဒီနဲ့တွားပြီးတော့ကူမယ်ဟလာဇေဝတွေကိုသုံးမယ်ဆိုလို့ရှိရင်ခန္ဓာတော့ပြုပြင်လို့ရရင်ရမယ်တဲ့ရေရှည်ရပါမလားဘာလို့မရတာလဲခန္ဓာရှိတိုင်းအိုနာတိကတခါလဲပါပြီလားဖြစ်တဲ့အတွက်ကြောင့်ဘိုးခြင်းနဲ့ကိုရမယ်မနာခြင်းနဲ့ပဲနာရမယ်မသိခြင်းနဲ့ပဲသိရမယ်ဒါကြောင့်မလို့နေ့စဉ်နဲ့အာဟုသူတွေရှောင်ပြီးတော့ကုသိုလ်တွေဆောင်ပါမယ်ဆိုရင်ဘဝကအနေနဲ့မကောင်းဘူးလားကောင်းပါဗျာအဒီနဲ့ပဲမကောင်းဘူးလားကောင်းပါဗျာဒါကြောင့်မလို့အာဟုသူတွေကိုရှောင်လိုက်တယ်ဆိုရင်ဘဝကမကောင်းနိုင်ဘူးလားကောင်းနိုင်လားကောင်းနိုင်ပါဗျာတရားရှိမှပေါ့ဗျာအာထုံတွေလုပ်နေတာဒီဝေဒနာမှာကုသိုလ်တွေမတည်ဘူးလားအကုသိုလ်တွေတော့မကြောက်ဘူးလားအကုသိုလ်တွေကြောက်လို့ခုယုံကြောင်းနေတယ်နားလည်နေပြီနာကြောင်းနေတယ်ပဲနားလည်နေပြီနားမလည်ဘူးလားနားလည်လားအဒုက္ခနာပဲကြည့်ကြည့်ဘာတရားနဲ့ဘာတရားယုံတရားနဲ့နန္တရားတရားတရားမြင်ပြီးမနေရဘူးလားအဒီမြင်တယ်အနေမြင်တယ်နားလည်မြင်တယ်တတိမြင်တယ်ဒိဋ္ဌိကိမိုးနေမြင်တယ်ယဟန်တကာလေးကိုမြင်တဲ့အိမ်ကြီးတဲ့ဒီကလေးမြင်တဲ့မြင်လိုက်တဲ့ဗာတရားမြင်လိုက်တဲ့ဗာတရားဒီစိတ်လေးစဉ်းစားတာတွေတွေးတော့တာတွေရောမရှိဘူးလားရှိပါဗျာစဉ်းစားတာတွေးတော့တာမှန်တရားဒီဗာတရားမှန်ပါဗျာဘုရင်ဘာနဲ့ဘာပဲရှိတယ်ရုပ်တဲ့နာနဲ့ရှိတယ်ဘုရုခန္ဓာပဲကြည့်ကြည့်ရုပ်တရားနဲ့နာတရားနာဆိုတာကအပြောတကယ်ရှိတာကယုံတဲ့နာဂတိဆိုတာကပြောတကယ်ရှိတာကယုံတဲ့နာသတိကိမောဆိုတာကပြောတကယ်ရှိတာကယုံတဲ့နာဘုရုကနာကြီးပဲဒီဘာတရားနဲ့ဘာတရားယုံတရားနဲ့တရားပါဗျာဒုက္ခနာကြီးတော့လေယုံတဲ့နာကိုခန္ဓာကြီးတော့လေယုံတဲ့နာဒုက္ခနာကြီးတော့လေဖြစ်ပြီးတော့ပြည့်နေတယ်ကိုခန္ဓာကြီးတော့လေဖြစ်ပြီးတော့ပြည့်နေတယ်ဖြစ်ပြီးတော့ပြည့်တဲ့တရားမှန်တရားကဘာသစ္စာဖြစ်ပြီးတော့ပြည့်တဲ့တရားမှန်တရားဒီဒုက္ခသစ္စာဒုက္ခသစ္စာပါလားဒုက္ခသစ္စာပါလားလို့တိတိပြီးနေတာကဘာသစ္စာတိတိပြီးနေတာကမဂ္ဂသစ္စာမဂ္ဂသစ္စာယင်ထဲမှာရောက်နေတဲ့အချိန်မဂ္ဂသစ္စာယင်ထဲမှာကိတ်နေတဲ့အချိန်မှာတဏှာလူချင်တာလာသေးလားဥပါဒံဆွေနာနာတွေရောလာသေးလားကမ္မဘဝပြုလို့အာထုတာတွေရောလာသေးလားတဏှာဥပါဒံကံနေသေးတာကဘာသစ္စာသမုဒယသစ္စာသမုဒယချုပ်ခြင်းယုံသိကိဆိုလို့ရှိရင်နောက်ခန္ဓာလာကြလို့သေးလားနောက်ခန္ဓာပါဒကဘာသစ္စာဖြစ်ပြကဘာသစ္စာသိတဲ့ဉာဏ်နဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာနဲ့စိုက်ခြင်းနဲ့ကြိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်တရားဆုံးအားလုံးသာဓုခေါ်သောတာပန်ဒိဋ္ဌိဝိသိတေနိုင်ပြီး၍မရှိတဲ့ကရှင်းရှင်းကွာတဲ့သုလမဟာသောတာပန်ကြီးပုဂ္ဂိုလ်ကြီးတို့သည်ဘောလူတရားနာရင်ဉာဏ်ဖြင့်ရှင်း၍ချက်ချင်းမကြားဖြစ်နိုင်ကြပါစေကုန်သတည်းမိမိတို့တနေ့တာချင်းချင်းတို့ကိုအလုပ်လုပ်ခဲ့တဲ့ချင်းမြတ်တွေကိုရတာသုံးပါးအခုဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်အားလုံးလိုက်ဆိုပါ။ဣမာယဓမ္မာတုဓမ္မပฏิပတ်တိယဗုဒ္ဓံပူဇေမိဣ
မာယဓမ္မာတုဓမ္မပฏิပတ်တိယဓမ္မံလူစေမိဣမာယဓမ္မာတုဓမ္မပฏิပတ်တိယသံဃံလူစေမိဣမာယဓမ္မာတုဓမ္မပฏิပတ်တိယလောကုတ္တရာတရားကိုယ်ပါအားအလျော်ဖြစ်သောရည်ချင်းမြတ်ပฏิပတ်ဖြင့်ဗုဒ္ဓံမြတ်စွာဘုရားကိုဘုစေမိပူဇော်ပါ၏ရှင်ဘုရားဣမာယဓမ္မာနုဓမ္မပฏิပတ်တိယလောကုတ္တရာတရားကိုယ်ပါအားအလျော်ဖြစ်သောရည်ချင်းမြတ်ပฏิပတ်ဖြင့်ဓမ္မံတရားတော်မြတ်ကိုဘုစေမိပူဇော်ပါ၏ရှင်ဘုရားဣမာယဓမ္မာနုဓမ္မပฏิပတ်တိယလောကုတ္တရာတရားကိုယ်ပါအားအလျော်ဖြစ်သောရည်ချင်းမြတ်ပฏิပတ်ဖြင့်သံဃာတော်မြတ်ပေါင်းကိုဘုစေမိပူဇော်ပါ၏ရှင်ဘုရားဤယနေ့ဖို့၌ကျွန်တော်တို့တစုဒီလိုအားထုတ်အပ်သောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစရှိသောအတူတူသောကုသိုလ်တို့ဤဘောဘာကကိုရှေးရှေးဘဝယခုဘဝဝဇ္ဇကြကုန်သောအမိအဖာအဖောအဖွာဆရာဓမ္မအစာထား၍အာလုံးသောပုဂ္ဂိုလ်တ attva ပေါင်းတို့အားမြာမိဝေပါကုန်၏မြာရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောဘုရားတရားရောတရားပါသောအာတုအာတုအာတုကုသိုလ်တရားရောတရားပါသောအာတုအာတုအာတုကုသိုလ်တရားရောတရားပါသောအာလုံးလူရှင်တွေမှာပေါင်းတဲ့ဘာသာတရားတွေပေါင်းလို့ပေါင်းလို့ဒီစိတ်ချမ်းသာကိုကြအားဆောင်ဖြင့်ဘုရားမာနေပညာပြည့်စုံကောလုံးစာတုရာဇာတသာတို့ဒီပါရမီကိုအညီဖြည့်စွာဇာတိစရာဇာတိကရဏပြင်းရာဖြစ်တဲ့တတိပိကဉာဏ်နိဗ္ဗာန်တို့တန်တမမမချွေကံယခုဘဝယခုလက်ရှိခန္ဓာနဲ့သာ